အားလုံးပဲမင်္ဂလာပါခင်ဗျာလေမိုးဝရီဘော YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပိတ်သက်ဒီအတွက်တင်ဆက်ပေးဖို့ရွေးချယ်ထားတာကတော့စာရေးသူအများကြီးဖြူရေးသားထားတဲ့ရွှေစိန်နဲ့နှလုံးသားလို့အမည်ရတဲ့ဒရမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခန်းစားနာဆင်အားပေးကြပါဦးခင်ဗျာကျွန်တော်ကတော့ပုံမှန်တင်ဆက်သူဝင်းလက်ကြီးပဲဖြစ်ပါတယ်ဒီကောင်ဝင်လေးတိတ်လာတာပဲအဖြေအောင်မှန်မောင်လေးကကောင်ဝင်ပန်းရောင်လေးကိုမျက်စိကြလုံး၍ရင်ငေးကြည့်နေမိတယ်။သူကဒီကောင်ဝင်လေးကိုတစ်ချက်ကြည့်လိုက်ပြီးလိုက်မလိုက်ရင်စမ်းဝတ်ကြည့်လိုက်အောင်။တော့ကြမတော်တရားတွေဖြစ်နေအောင်မယ်။ကောင်ဝင်ကလှရသားနဲ့မင်းနဲ့မလိုက်ရင်ရှက်ဖို့ကောင်းတယ်။ဟမ်ကိုကလည်းနော်ရေးကိုဆိုအမြဲနှိမ်မယ်ဆိုတာကြီးပဲ။ရေးကအသားဖွေးတော့ဘာဝဲလိုက်ပြီးသားပဲ။ရေးစကားဆိုကိုကမဲ့ပြုံပြုံနေတယ်။ဒီနေ့ကရေးလွတ်လက်ရေးရတဲ့တရက်ထဲသောနေလေးဖြစ်တယ်။သို့တော့တငယ်ချင်းများနဲ့ရောက်လေခွင့်မရကိုကအရိတ်လိုလိုက်ပြီးအတန်းနိုင်ဆုံးစိတ်ရှည်ပေးထားလေတယ်။အန်ဒီနဲ့ဦးလေးကြီးဆန္ဒကိုမလွန်ဆိုင်နိုင်ရတာကိုရေးနဲ့အတူကြော်ပင်ထွက်ခဲ့ခြင်းဖြစ်လိမ့်မယ်။ဒီအခွင့်အရေးကိုအသုံးချ၍စားကျင်လိုချင်တဲ့ပစ္စည်းတွေကိုဝယ်ရမယ်။ရေးစမ်းဝင်ပြမယ်ခဏဆောက်။မြင်လေးဝယ်အောင်မင်းတို့ချိန်ပေးနေရများလွန်းနေပြီ။ဆောက်ပေးနေရတာလည်းမောင်းလာပြီအင်းမကိုရဲ့ဒီကြဲကြဲနဲ့အဝိတ်လဲခဲနဲ့ဝင်သွားတော့အရှုပ်ထုံးမလေးကိုကြည့်ကသူတက်ပြင်းချမိတယ်ရှော့ပင်ထွက်တဲ့အလောက်ကသူ့အတွက်တော့အချိန်ပြုံးချင်းဖြစ်တယ်ဟုသတ်မှတ်ထားတဲ့အရာအခုတော့ဘာအတွက်ကြောင့်သူမသဘောအတိုင်းသူလက်ခံတယ်လီယောပေးနေမိပါတယ်လေကိုကလည်းနော်ကိုကျေးဇူးတင်ပါတယ်ကိုရေကိုဂရုစိုက်နော်ဒီလိုဆိုတဲ့ခလေးဆက်ဆံစကားလေးတွေကိုပွင့်လင်းအပြစ်ကင်းနေတော့အပြုံးလေးတွေထိုအရာများကရင်းပြောလေးရှိတော့မာယာတွေဆိုပြီးများလဲသူမသိပေမဲ့ထိုအပြောထိုအပြုတ်မှုတိုင်းကိုသူနှစ်သက်ခုံမင်းနေတယ်လို့ယူနေပြီလားတခင်မင်းမူမင်းလိုအနေအထားနဲ့သူ့လိုမိန်းကလေးကိုစိတ်ဝင်စားစေရလားသူ့ဘက်ကအခါခါခေါင်းရဲညင်းဆိုနေမိလေတယ်အကိုဟမ်ရဲအတွေ့တဲ့နေမျောနေကသူ့လက်ကိုခါရမ်းပြီးသူ့ကိုခေါ်နေတော့အတန်ချိုချိုလေးကြောင့်သူလှည့်ကြည့်မိတယ်။အဝါပြော့စာကဝင်တို့လေးနဲ့ခေတ်ဆန်လှပကြော်ရှင်းနေလေတော့ရှင်ရင်းနယ်ကိုသူတွေးလိုက်ရတယ်။အကိုဟုတ်ပါမလားလို့ရင်းသေးချာကြည့်နေသေးတယ်။ဒီလိုဘယ်လိုလောက်ပြီးရောက်နေရလဲရိတ်။ပြီးတော့ရန်ကုန်လာတာတယောက်ထဲလား။ရင်းမိပါရောပါလာလား။သူဤမိကုန်းနေအဆုံးမှာရင်းကလှပစွာပြုံးနေတယ်။သူ့အနာကိုကပ်ပြီးသူ့လက်မောင်းကိုမှီတွဲကမိကုန်းနေများလိုက်တာနော်အကူသိကျင်တာတွေကိုရင်းကအကုန်ဖြေပေးမှာပါဒါကြောင့်ရင်းနဲ့အေးစစ်စစ်စကားပြောလို့ရအောင်လိုက်ခဲ့ပါနော်ကိုဒါပေမဲ့တွေလုံးမနေနဲ့အကူရင်းကိုမလွမ်းဘူးလားဒါမှမဟုတ်အနေဝေးလို့တွေးနေရလားယင်ပြိုတော့မဲ့မိုးလို့မျက်နှာငယ်လေးနဲ့ရင်းကသူ့ကိုစူးစိုက်ကြည့်နေတယ်သူ့ပုံစံလေးကတနာစရာကောင်းသောကလေးငယ်လေးကလူကျင်နာကိုရဖို့ပူစားနေတယ်လို့မျိုးအတိတ်ပဲမဲတော်တွေရှောက်မပြောနဲ့ရင်အကိုစိတ်များဖို့အချိန်မအားဘူးနောက်ပြီးရင်းရအကိုချစ်သူလေဒါကြောင့်အမြဲလွမ်းနေခဲ့တယ်သူလေးပင်စွာဖြေနေမိတယ်ထုံမရင်းကသဘောကျစွာပြောမိအဲ့ဒါဆိုရင်းနဲ့လက်ခက်လီနော်လာပါကိုရဲ့အကိုမျက်နှာလေးတစ်စိမ့်စိမ့်ကြည့်ပြီးတော့ရင်းအလွမ်းဖြစ်ကျင်လာပြီသူလက်ကိုဆွဲကော့နေတော့ရင်းဆန္ဒကိုသူမငင်းရက်ခဲ့အဝိတ်လက်ခန်းစီတော့နောက်ဆန်တင်တင်ငေးကြည့်နေမိရဲ့အဲ့ဒီနောက်ယတိပြက်သူ့အကြီးတွေကိုလွဲမိလိုက်တယ်ရင်းဆိုတာသူနဲ့လိုက်ဖက်လေတော့သူချစ်ရတော့သူဒီအတွက်သူ့အချိန်တွေကိုရင်းကိုပေးရသည်ကတရားပေးတယ်ခွင့်လွတ်တော့ရေးကိုရေးလာလားဂါဝင်လေးဘေးနှစ်ဘက်ကိုမာ၍ရေအခန်းထဲမှထွက်လာတယ်ဟမ်ကိုမရှိပါလားဘယ်သွားနေပြန်ပါလေထိုင်ကုန်မှာကိုမတွေ့တာကြောင့်ရေးလေဟိုဒီလိုက်ရှာမိတယ်နောက်ဆုံးအိမ်လေးကဖုန်းလေးကိုထုတ်ပြီးကိုနံပါတ်လေးအားဇက်တိုက်နှိမ့်နေမိတယ်ဖုန်းဝင်နေပေမဲ့ကိုကဖုန်းမကိုင်ကိုဘာဖြစ်သွားလဲဖုန်းချတော့လည်းမကိုင်ငါဘာဆက်လို့ရမလဲဒီမှာပဲခဏထိုင်ဆောင်လိုက်တာကောင်းပါလေရေးလေအဝိစားပြန်လဲပြီးစိုင်းဆိုပါလေးပေါ်မှာထိုင်ကကိုမျောနေမိတယ်လက်ထဲကဖုန်းလေးကိုအလွတ်မပေးကိုဖုန်းနံပါတ်လေးကို
နှိမ့်နေမိတယ်စက္ကန့်နဲ့မိနစ်တန်လေးတွေကလည်းသူ့အလုပ်သူလုံးနေတယ်တနာရီနှစ်နာရီအထိရေးထိုင်ဆောင်နေမိတယ်ကိုကပေါ်မလားဖုန်းလည်းမကင်နဲ့ရေစိုးရိမ်နေမိတယ်မားကတ်ထဲဟိုဒီလိုက်ရှာကြည့်ပေမဲ့ကိုအရေးရောင်မတွေ့မက်ဆေ့တွေလည်းရေးစက်တိုက်ပို့နေမိတယ်ကိုဘက်ကရပိုင်းပြန်မလားနောက်ဆုံးကိုလာနိုးမြော်ကိုပြီးထိုဆိုင်လေးမှာပဲရေးထိုင်ဆောင်ဖြစ်ခဲ့တယ်ဟူးအတန်ဒုက္ခနေသောဖုန်းလေးကိုသူကြည့်မိလိုက်တော့အခါ20မကဖုန်းကောနဲ့မက်ဆေ့တွေကြောင့်သူစိတ်ညစ်မိသွားတယ်တတုံးမလေးအခုထိအမပြန်သေးဘူးထင်တယ်သူရိမ့်နဲ့တူထွက်လာဒီမှာနိုင်နဲ့ချီကြနေခဲ့ပြီအခုမှဖြင့်ရိမ့်ဆွဲဆောင်ချက်ကြောင့်နမီကြီးဟိုတယ်တစ်ခုတော့သူရောက်နေခဲ့တယ်ဘာလို့တပြင်းချနေရလဲအကိုအဲ့ပုံခဏထားလိုက်စမ်းပါရိမ့်နဲ့တွေ့တော့ပျော်နေပါကိုရာပေးအကိုဖုန်းရင်သိထားပေးမယ်အဖြူရောင်ညဝေးအင်ကြီးအပါးလေးနဲ့ရိမ့်ကသူ့ဟာဖတ်တာပြီးသူ့ဖုန်းကိုလှမ်းကြည့်လိုက်တယ်ဟာမလို့ရိမ့်ကဖုန်းကိုစက္ကနေဆွဲယူပြီးဖုန်းဆက်ကိုပါပိတ်လိုက်တယ်ပြီးရဲ့နောက်သူ့ရင်ဝင်နဲ့တိုးဝေးကအနမ်းမိုးတွေချီနေခဲ့သူလည်းရိမ့်အပြူးစုတွေကြားရုံထပ်ဖို့ကြိုးစားကျင်တော်လဲရိမ့်ကသူ့ဤခန္ဓာကိုယ်လေးကိုတန်လိုက်ပမာတက်တွက်ဖတ်တိုင်ထားခဲ့လေတယ်အဲ့ဒီနောက်အသိရှိနေတဲ့ဤဆက်ညညောသောမွေရထက်ဝဲသူတတိမထားမိလိုက်တဲ့အချိန်ခဏလေးအတွင်းမှာရိမ့်နဲ့အတူအချစ်နဲ့ကြုံမိခဲ့တယ်အမထားပါအောင်ရှင်ရေကိုပုံနှုံးလိုက်တော့အတန်ရှင်ကြောင့်ရေးလက်နိုးသွားတယ်အိုး sorry ရေးပျော်သွားတယ်ဘယ်နှနာရှိနေပြီလဲမသိရေအမေကြောင့်အယောင်စီရေးမလေးကညနေ6နာရီရှိပါရဲ့အမညီမတို့ဆိုင်လဲပိတ်တော့မှာမို့လို့နှုတ်လိုက်တာပါအော်ဟုတ်လားအချိန်နေအဲ့လောက်တောင်ကုန်သွားပြီလားကိုဘာသာခတိုးတိုးလေးရေရိုးဆိုပြီးထိုဆိုင်လေးအတွင်းမှာရေးထွက်လာလိုက်တယ်မောင်မဲစားပြုတ်လာသောလမ်းလေးကရေအတွက်တော့တသိန်းဆန်နေခဲ့တယ်ဖုံးလေးကိုထုတ်ပြီးမျောလင်းချက်မဲ့စွာကဏ္ဍတချို့ကိုလေးပစ်စွာနှိမ့်နေမိတယ်လူကြီးမင်းခေါ်သောဖုံးမှာစပိတ်ထားရတယ်ရှင်ဒီလိုဆိုတဲ့အတန်လေးကြောင့်ရေစိမ့်ညစ်စွာထိုင်ငိုခြင်းမိတယ်ဘာကြောင့်လဲကိုရာရေကိုမပြောမဆိုနဲ့ဘာကြောင့်ထားရခဲ့ရတာလဲရေကိုအတိမပေးနိုင်ခဲ့တဲ့ကိုစိတ်ထဲမှာရေဆိုတာအဲ့လောက်အပေါ်စားဆန်လောက်အောင်တန်ဖိုးမဲ့နေခဲ့ပြီလားရေဝမ်းနေမိရဲ့ကိုရေကိုဘွားကိုနားလေလိုက်ပါပြီဥပိ္ပခတရားကပြီးတော့နာကျင်ခြင်းတွေကရေဤအသီးစိတ်ကိုနှုတ်ဆင်းနေတဲ့နေနာကျင်လုံးခံပြင်းလို့၍ရင်းငုံနေမိတယ်ရေပါဆက်လောက်ရမလဲရန်ကုန်ရောက်နေဒီမှာကြာနေပြီဖြစ်တော်လဲတင်နှန်းတဲ့အိမ်ကလဲ၍ရေဘေးမှမတော်မလာတတ်တီကိုမိနေရလားမျက်စိတငယ်နားတငယ်ဖြင့်လူစိမ်းတွေကိုရေးကြောက်တယ်နောက်ဆုံးတော်ရီနေတဲ့လက်တစ်စုံဖြင့်ရေဖုံးကောတစ်ခုကိုခေါ်နေမိတယ်ဟယ်လိုလင်းနောက်လားဟယ်လိုရေဟယ်လိုငိုနေရလားရေအခုနေပါမလဲချက်ချင်းဆိုသလိုလင်းနောင်ကစိတ်ပူတန်နေရောထွေးကမေးလာတယ်ငါ့ကိုလာခေါ်ပေးပါလားငါအခုအရန်ကြောက်လို့အခုစိတ်ညစ်ညစ်နဲ့ထွက်လာမိရဘယ်ရောက်နေပြီလဲမသိတော့ဘူးဟုတ်ပြီစိတ်အေးထားငါလောက်ခေါ်မယ်ဖုန်းလောက်ဖွင့်တာပြီးတော့ဘယ်မှမသွားနဲ့ဟုတ်ပြီလားရေလေဖုန်းကိုချကလမ်းမဘေးကတသားကုတ်မှုလေးမှာထိုင်နေလိုက်တယ်ကြောက်ရွံ့အားငယ်ချင်းနေနဲ့ရေးတကုတ်လုံးအေးဆက်နေခဲ့တယ်လက်နှစ်ဖက်ကိုခတ်တင်းတင်းဆုပ်ကရေးလေဖေနဲ့မမေကိုလွမ်းနေကောင်းဟုန်တီးတန်ကြားလိုက်ရ၍ရေတယောက်စာဖက်နေရမှာအေးရန်နာမှတဆင်းအောက်သို့ငုံကြည့်မိလိုက်တယ်။နက်ပြရောင်ပါရိုကားလေးကိုတွေးလိုက်ရ၍ကိုပြန်လာပြီးမှတီးလိုက်ရတယ်။မနေ့ကလေးကရေးကိုထားရေးခဲ့တဲ့အထိအကြောင်းပြချက်ကိုရေးသိကျင်နေမိတယ်။အမှန်ဆိုမပြောမဆိုရေးကိုထားပြခဲ့တဲ့ကိုရေးတကယ်စိတ်ဆိုးမိတယ်။သို့တော့ကိုကအကြောင်းစုံရှင်းပြခဲ့လေဖြစ်ကြည်အေးပေးဖို့စဉ်းစားပြီးသားအဲ့ဒါကြောင့်ရေအောက်ထက်သို့ဆင်းမိုးပြင်လိုက်တယ်ကားပေါ်ကနေလေချုံပြီးပေါ့ပဖြင့်သူဆင်းလာခဲ့တယ်အိမ်ကန်းကိုဖျက်ပြီးအိမ်မော်တက်မိဆဲမှာတော့ဟောမင်းပြန်လာသေးရဲ့နော်ဒီခဏလာပါဦးအော်ဟုတ်ကဲ့တယ်ဒီအိမ်ကန်းထဲမှာဒေဒီအတန်ကိုသူကြားလိုက်ရခြင်းဖြစ်တယ်နာရီကိုကြည့်တော့7နာရီခွဲချိန်ပြီ
ဒီအချိန်ဆိုဒေဒီရုံသွားနေကြပါအခုမှဖြင့်သူ့ဟာမျက်ထောက်နေကြည့်ဖြင့်ကြည့်နေတယ်မာမီကလည်းမျက်စောင်းတစ်ခဲခဲနဲ့ကြည့်ရတာမနေ့ကကိစ္စသူတို့ရိပ်မိပြီးထင်တယ်ချစ်ရေးရှင်ဒါမင်းရဲ့ကြံအကုန်ပဲလားမနေ့ကကိစ္စကိုရှင်းစမ်းမအောင်သမီးရွှေကိုဘာကြောင့်ထားခဲ့ရတာလဲဖြေမာမီကပါလေတံမမာနဲ့ပြောနေလေတော့တော်ရုံစိတ်ဆိုးနေသည့်ထက်ဆိုယုံမှန်သူရိပ်မိတယ်မနေ့ကသူ့လောက်ရဲ့မားတီကိုသိပေမဲ့မာမီနဲ့ဒယ်ဒီကိုအခုလွန်ချုံဒီကလွန်သည်ဟုသူထင်မိတယ်မင်းနေရလေမင်းမဖြေနိုင်ဘူးလားမနေ့ကကျွန်တော်တငယ်ချင်းတယောက်အရေးပေါ်အကူညီလို့တော့ကူညီပေးတာပါဒယ်ဒီစိတ်ထဲရှိရာသူကောက်ဖြေမိတယ်ဒယ်ဒီကသူ့ဟာဆူဆူဆတ်ဆတ်ကြည့်ပြီးအဲ့ဒါဆိုလေသမီးရေးကိုအိမ်ရင်ပြန်ဖို့လေပြီးမှမင်းကိစ္စလုပ်လို့မရဘူးလားအခုတော့ကွာသမီးရေးကတငယ်ချင်းကောင်လေးတယောက်ရဲ့အကူအညီနဲ့အိမ်ပြန်လာရတယ်လို့ကြားလို့မှမကောင်းဘူးဒီကိစ္စအကိုကြီးတို့ဇနီးမောင်နှံတိသွားရင်သမီးရေးကိုအလေးမထားဘူးထင်သွားမှာကွာဒါဟုတ်သိရလားဒေါသတကြီးနဲ့ဒယ်ဒီစကားတွေကိုသူနားထောင်ပြီးအကျိတ်တပြင်းချမိတယ်တငယ်ချင်းကောင်လေးဆိုတော့စကားကြောင့်မင်းမချောချောတဲ့စာရေးဆရာရောင်ဘာရောင်လင်းနောင်ဆိုတော့သူ့ကိုပြင်းမိမိတယ်ငါထားခဲ့တာကိုအခွင့်ကောင်းယူပြီးဒီငါဟိုကောင်နဲ့တွဲပြည့်ရဲတယ်ပေါ့လေရှည်ရေးရှင်နောက်ဆုံးတော့လေမင်းရဲ့တယုံမှန်ပေါ်လာပြီပဲသူ့စိတ်ထဲမှာအလိုလိုဒေါသတွေဖြစ်နေမိတယ်အတက်နိုင်ဆုံးမိဘတွေရှိသူ့ဟန်ဆောင်တည်ငြိမ်လိုက်ပြီကျွန်တော်မှန်သိပါပြီဒေဒီနောက်တော့အဲ့လိုမဖြစ်စေရပါဘူးကျွန်တော်လည်းမတက်တာလို့တော်ရတာပါနောက်ပြီးရေးရအနေနဲ့အိမ်ကိုပြန်နှက်လိုက်မယ်ထင်ပြီးလို့ပါဒီကလေးကတင်နှန်းနဲ့အိမ်ကလွှဲရင်ရန်ကုန်ဆိုတာဘာမှန်းတော့သိတာမဟုတ်ဘူးဒါအောင်မင်းမသိတာတော့လွန်နေမာမီကပါသူ့ကိုပြောလေတော့သူလည်းပြန်မဖြေတော့ပဲခေါင်းကုန်းကနေပြီးတော့တယ်သူ့ဘာသူတုံးတာသူနဲ့ပါဆိုင်လို့လေဟုမိကွန်းထုံးမိလေတယ်ဟူးဒါတော့နောက်မင်းသိထားရမှာကသမီးရဲ့ကိုနံပါတ်1တရားကနေဦးစားပေးရမယ်ဆိုတာပဲကျန်တဲ့အကြောင်းပြချက်တွေဘာမှမကြားချင်ဘူးမင်းတော့ဟုတ်ကဲ့ဒယ်ဒီသူခေါင်းငုံပြီးမမ်မီနဲ့ဒယ်ဒီရှိမှထွက်လာခဲ့အမီဖော်ပြရမရတော့ဒေါသတွေကသူ့ရင်ထဲတောက်လောင်နေပြီတယ်တောင်းကိုကြည့်ရတာကျမတို့မသိအောင်တခုခုဖုံးထားသလိုပဲနောက်ပြီးညနေမိဘတွေမသိအောင်သွားဘူးလားမဟုတ်ဘူးအခုသူ့ပုံစံထိုးဆန်းနေတယ်ဟုတ်တယ်ဒီကောင်းမျက်လုံးလေးကနောင်မငြိမ်ဘူးသူမင်းညပျောက်သွားတာတခုခုမဟုတ်တာလုံနေမှာပဲကိုစိုးရိမ်နေချစ်စိုးရိမ်တာကနင်းနေကျမမွေးထားတဲ့မအေးဆိုတော့သားအနေနဲ့မဟုတ်တဲ့မိန်းမတွေနဲ့ဆုံပြီးမဖြစ်တဲ့နာတွေဖြစ်သွားမှာပဲကြောက်နေမိတာကိုလည်းမင်းလိုပါပဲသားကြီးကိုသမီးရေးကလွှဲပြီးဘသူနဲ့မှသဘောမတူနိုင်ဘူးသူလည်းအရွယ်ရောက်နေလို့အပျော်သဘောနဲ့ရီးစားထားတာကိစ္စမရှိဘူးဒါပေမဲ့သမီးရေးကလွှဲပြီးအခြားသူကိုသူယူခွင့်မရှိဘူးဒါကြောင့်မဖြစ်တဲ့နာတွေမဖြစ်လေရအောင်စောင့်ကြည့်ထားရမယ်ဟုတ်တယ်ကိုအဲ့လိုလုံးမဖြစ်တော့မယ်ကျမလည်းသားကြီးကိုပူရအဝေးရောက်နေတဲ့သားငယ်ကိုလည်းပူရနဲ့စိတ်မီးလိုက်တာဘာပဲဖြစ်ဖြစ်ကိုတို့သားတွေကလိမ်မာကြပါတယ်တီတီရဲ့အဲ့လောက်စိတ်တော့ကရောက်မနေပါနဲ့ဟုတ်ပြီလားယောက်ျားဖြစ်သူကစိတ်ပြေလို့ရပြေချောင်းပြောနေတော့လေတော့တီတီချိုကတော့ရင်ထဲအပူမီးတောက်နေစေမိဘတိုင်းကတော့သားသမီးတိုင်းကိုစိတ်ပူကြတာတမတာပဲလေကိုသူအိမ်မော်တက်ရှိလေကားထိပ်ရောက်ခိုင်ပုံနှကွယ်ကနေရုတ်တရက်ပေါ်လာတော့ပုံရိပ်လေးကြောင့်သူ့ခြေလမ်းတွေပြုတ်ဆိုင်သွားတယ်မျက်နှာငယ်လေးနဲ့သူ့ဤမျက်နှာချင်းဆိုင်မှာရှိနေတော့သူမကိုတွေးလိုက်ရတော့လေစိတ်ကမကြည်ပြူပဲဒေါသပူပြေမိတယ်မင်းနဲ့ငါစရင်ရှင်းစရာရှိတယ်ရွှေရှင်အခုငါနဲ့လိုက်ခဲ့ရေးလက်ကိုခကြညံဆွဲဆောင်ကအတန်ကိုနှိပ်ပြီးရေးနာကပ်ပြောနေတော့လေကိုအတန်ကမာထန်အေးဆက်နေခဲ့သည်ကိုရေးတတိထားမိတယ်မျက်နှာတစ်ခုလုံးနေရဲနေတာကြောင့်ကိုဒေါသထွက်နေမှန်းသိတာတယ်ရေးပါမှလုံးမီလို့ပါလေအော်ဖြည်းဖြည်းဆွဲပါကိုရရေးလက်နာနေပြီမျက်နှာလေးရှုံးမေးကဒီလိုပြောမိလေကိုကခက်တင်နေဖိထားစေပါနောက်ဆုံးအိမ်လာတာဆောင်သည်ရေးကိုဆွဲခေါ်သွားပြီးအုတ်နှံပေါင်တို့စောင့်တွန်လိုက်တာမို့ရေးကြီးကိုလေး
ဖေနိုင်ကြမတက်ဖြစ်သွားခဲ့ရတယ်။ကြောပြင်လဲနေရပြင်ထိကစုကနေအောင့်သွားတယ်။ကျုပ်တရဲ့ကိုအပြုတ်မှုများကြောင့်ရေလန့်လဲလန့်နေပြီးရဲ့နောက်ထူးဆန်းစွာကိုအားစိုက်ကြည့်မိုံမှတပါ။ကဲပြောသမ်းရွှေရှင်ငါရှိမှတနာစရာတတဝါလို့ပုံစံနေပြီးတော့ငါနောက်ွယ်ကြငေါ့အပြစ်တင်ခံရအောင်ကြောက်တိုးရတဲ့မင်းတရုတ်မှန်ပါလေငါမကြိုက်ပါဘူးမပတ်သက်ပါနဲ့လို့တားခဲ့တာတော့အဲ့ကောင်ထဲမှာရွေးပတ်သက်ရတဲ့မင်းတရုတ်မှန်ကရောဘာလဲအခုပြောတတ်မင်းဒေါသပလဘောဖြင့်သူပောက်ကွဲအော်ဟင်းမိတယ်သူ့လေတံတို့ကပြင်းထန်လို့ရဖြစ်မယ်သူမမြောင်ဝအိမ်များပြူးကျဲလာပြီးမျက်ရည်စားတော့ခုတ်တွဲလာတယ်နောက်ဆုံးပါးပြင်းပေါ်သို့မျက်ရည်တွေပေါက်ခနဲ့ကျွေစင်းလာတယ်ဒီမှာမင်းကိုလာငိုခိုင်းနေတာမဟုတ်ဘူးငါမင်းကဖြေစမ်းမှာမင်းကငါထားပြီးခဲ့လို့မင်းစိတ်ဆိုးကောင်းစိတ်ဆိုးနိုင်တယ်ဒါပေမဲ့ငါမိဘတွေအထီးပါဝင်ပတ်သက်လောက်မပြောခွင့်မရှိဘူးနောက်ပြီးဟိုကောင်မင်းမော်ကြီးတဲ့အကြီးကမယိုးမသားမဟုတ်လို့ဝေးနေဖို့ပြောတယ်မင်းကစန့်ကျင်တယ်မင်းတော်မျက်နှာပြောင်တိုက်လုံးနေပါလားကျွေးရှင်ဘာလဲမင်းနဲ့အကောင်ကြိုက်နေရလားပြောစမ်းဒေါသတွေနဲ့ကိုဟာရေအနာတိုးတက်ပြီးရေဤပါနှစ်ဖက်ကိုသူ့လက်ဖြင့်ဖိညစ်ပြီးမိတယ်ကိုဒီလောက်အထိကျန်းတန်းလိမ့်မည်ဟုရေးမထင်တာခဲ့ဘူးပါအခုတော့ရင်းငုံနေနာကျင်နေတာကိုမြင်လျက်သားနဲ့လစ်လူရှူတက်နေပြီရေးလေကိုကြီးအထိပ္ပယ်မဲ့တော့စွတ်ဆဲချက်တွေကိုနာကျင်လွန်တီကတကြောင်ဝမ်းနဲ့လွန်တီကတကြောင်အဲ့ဒါကြောင့်ငုံနေမိယုံကလေစကလုံးတွေကလေဝမှာပဲတစ္ဆိုးနေခဲ့တယ်ခတ်တင်နေဖိညစ်ထားတဲ့ကိုလက်တွေကိုရေအားကုန်ကြိုက်ပုံမိနေတယ်မညီမညာမပီတတော့အတန်ဆုံးထွက်လာတာမို့ထုံမကိုကလက်ကိုလှုပ်လိုက်တယ်စူရသောမြန်ဝန်းတွေဖြင့်ရေကိုကြည့်နေတယ်ကိုမဟုတ်တာရုံမပြောနဲ့လေးလုံးနေကြီးကဂျိုးသားတယ်မနေ့ကရေးဘယ်လောက်ထိစိတ်ညစ်ခဲ့ရလဲဆိုတာကိုသိမှာမဟုတ်ဘူးကိုယုံကြည်ကိုးစားခဲ့တဲ့လူတစ်ယောက်ကမပြောမဆိုအတိမပေးပဲပြစ်ထားခဲ့ရုံမကအဆက်တော်ပါဖြတ်ခဲ့တဲ့အတီးဒီဥဖြစ်ကပြုတ်ခဲ့တာကိုပါကိုပြန်လာမယ်အထင်နဲ့ဆိုင်ပိတ်တဲ့အတီးရေဆောင်းနေမိခဲ့တယ်မိုးတာချုပ်ခဲ့တယ်ကိုပေါ်မလာခဲ့ဘူးကိုပြောရမှန်ပါတယ်ကြီးကငတုံးငါအယူမှာဒါကြောင့်အခုလိုခံရတာမှန်တယ်ရေးလေကိုအပြစ်မတင်ရက်ခဲ့ဘူးနောက်ဆုံးထိကိုစီယာဖြည့်ရှင်းချက်ကိုမျောလင့်နေမိခဲ့တယ်နောက်ပြီးအန်ဒီနဲ့အန်ကဲကိုရေးမတိုင်ခဲ့ပါဘူးရေးအနေနဲ့တိတော်တလို့ဖြည့်ခဲ့တာပဲရှိတာလင်းအောင်ကြောက်တာမဟုတ်ရင်ဒီအင်ကိုပြေရောက်ချင်မှရောက်မှာအခုတော့ဖြည့်ရှင်းချက်စားကိုစီယာအဖြစ်တင်ရှုတ်ချခြင်းတွေကိုပဲရေးရလိုက်တယ်ကိုရေးကိုကြီးမရရုံပဲလို့ရေးထင်မိခဲ့တယ်အဲ့အတွက်ကိုနဲ့အဆင်ပြေဖို့ဒီအတက်နိုင်ဆုံးစူးစမ်းပြင်ဆင်ခဲ့တယ်ဒါပေမဲ့ရေးအတွေးတွေတိတ်မှသွားပြီကိုကရေးကိုကြီးမရတာမှမဟုတ်ပဲရေးကိုမုန်းနေရရေးကိုမမြင်ကျင်လောက်အောင်မုန်းနေရသူမျက်နှာကိုစစ်စစ်ကြည့်ပြီးရေးအော်ပြောလိုက်မိတယ်မျက်ရည်တွေလည်းရေးဤပါပြင်းပေါ်မှာချွဲချွဲဆိုလျက်အသက်ရှူတန်တွေလည်းပြင်းထန်နေတယ်မင်းတော်တော့ရေသူကတောက်ခောက်ပြီးရေးဤစကားအတန်တွေကိုတားဆီးလိုက်တယ်ရေးကမင်းရည်တွေကိုတောက်ပြီးသူ့အနာကထွက်ခါမဲ့ဆက်ဆက်ရေးသွားတော့မယ်မင်းဒါပဲသွားမလို့လေမင်းကငါသွားခွင့်ပြုတ်နေခဲ့လို့လားသူ့လက်တွေကအုတ်နေရတစ်ဖက်တစ်ချက်စီနေရာယူထားပြီးရေးကိုတားဆီးလိုက်တယ်ရေးလေသူ့ကိုစိတ်ပြတ်စွာကြည့်ပြီးကိုရင်နေရခန်းစားချက်အစစ်မှန်တွေကိုရေးတည်သွားလို့အနေရခက်เสียမလိုပါဘူးစိတ်ချပါဒီနေ့ဒီချိန်ကစလို့ကိုမျက်စိရှိမှပေါ်မလာစေရဘူးရေးအတန်းနဲ့ထက်တူဂတိပေးတယ်သူမစကားတွေအဆုံးမှာသူ့ရင်ထဲ၌ဟာလာဟင်းလင်းဖြစ်သွားတယ်သူမအတီပြောတာကိုသူသိတယ်ထိုစကားကသူ့အတွက်ပျော်စရာဟုသတ်မှတ်ဖို့နေတာသူမပြောနိုင်ပဲအားမလို့အားမရဖြစ်နေမိတယ်သူလည်းတစ်ဖက်ဘောင်ခတ်တဲ့ကြားကသူမမျက်နှာလေးကိုသူစိုက်ကြည့်နေမိတယ်မျက်ရည်စားတော့တွဲခုန်နေတဲ့မျက်တောင်ဖျားလေးတွေ
သူကြောင့်နေရဲသွားတဲ့ပါမမို့လေးတွေကိုသူကြည့်ပြီးစိတ်လှုပ်ရှားနေတယ်လို့သူလေးပြင်စွာနဲ့ဘာလဲမင်းအခုလို့ကကောပလန်ပြန်ပြောတတ်အောင်အဲ့ကောင်တင်ပေးထားတာလားရေအာကိုရှိတော့အခန့်ရေးတာမဆမ်းပါဘူးဟမ်ဘာလဲ तू ကမင်းကိုလိုချင်တောင်းတနေတဲ့မင်းချစ်ရတဲ့သူပုံစံမို့လို့လားမင်းလိုချင်တဲ့အထီးတွေ့တွေက तू ပေးနိုင်လို့လားမင်းလိုချင်တာအဲ့ဒါဆိုရင်မိန်းကလေးတံမဲ့အရှက်မဲ့ပြမနေနဲ့ငါပေးနိုင်တယ်ဒေါသတွေနဲ့သူကရေနာနီးကပ်တစ်ထက်တိုးကပ်လာပြီးရေခဏကိုလေးကိုခက်ကြံ့ကြံ့ဖမ်းလိုက်ပြီးရေကိုနှမ်းဖို့ကြိုးစားနေတယ်သူ့ရင်ဘတ်ကိုရေတိုးထုတ်ပြီးရုန်းကန်နေမိတယ်ဘာလို့တာလဲကိုကိုကူချက်ချင်းရေကိုလို့ရေတီလို့မိမစားမဟုတ်ဘူးကိုကိုအားချင်းကမမျှတော့မို့ရေယုံလေသူကအတင်းတိုးလာလေနောက်ဆုံးရေဤပါလေးကိုနမ်းရှိုက်ပြီးသူကိုက်လိုက်တာမို့ချက်တော်သားတွေဖြင့်သူ့ဘာကိုရိုက်ချမိတယ်အန်ဟောချင်းနေနဲ့သူကရေကိုကြည့်နေတယ်သူ့လက်တွေဖြေလျှော့သွားတာမို့ရေကြောက်လန့်စွာထိုနေရာမှာပြေးထွက်လာမိတယ်မုန်းနေကိုကိုမုန်းနေကုမ္ပဏီမှာဒီလောက်ထိပြဿနာတက်တဲ့ဟာကိုသူကခွင့်ရရှိယူသွားတယ်တဲ့လားအဲ့ဒီကိစ္စဘာလို့ခုမှလာပြောကြတာလဲဦးရောပါမမပါဟင်းဟောက်တန်ကြောင့်သူတို့အားလုံးခေါင်းငုံငိမ်တန်းနေမိကြတယ်မန်နေဂျာကြီးလက်ထောက်ကဒီကိစ္စကိုအစောတရပြောပြဖို့ပါပဲမန်နေဂျာကသူခီးထွက်တဲ့ကိစ္စကအရေးမကြီးတယ်လို့သူကတတိယတူမမို့လို့တတိယအနေနဲ့ဘာမှပြောမှမဟုတ်ဘူးဆိုပြီးတော့မှားခဲ့လို့ပါကုမ္ပဏီမှာလူမှုရေးအရာခွဲခြားပြီးတော့ဆက်ဆံတာငါမကြိုက်ဘူး။မှာထားရဲနဲ့ဒီကငါနဲ့ဆွေမျိုးတော်ဆက်တာကိုအကြောင်းပြပြီးတော့အလောက်ကိုလိလူရှူရဲတယ်တဲ့လား။အခုချက်ချင်းမင်းတို့မန်နေဂျာကိုငါ့ကိုလာတွေ့ဖို့အကြောင်းကြားလိုက်။တော့ကြတော့ဟုတ်ကဲ့တည်းသူ့ကိုဦးညွန့်လေးရဲ့ဝန်ထမ်းတွေလည်းခက်မြမြန်ထွက်သွားတယ်။သူလည်းထိုင်ကုန်တဲဝယ်ပစ္စက်လက်ကထိုင်ချလိုက်ပြီးအသက်ကိုဖြည်းဖြည်းယူနေမိတယ်။တော်တယ်ထင်၍မြောက်စားခါမှသူမတီးခဲ့ရတဲ့နောက်ွယ်မှာသူမကအာနာကိုအလွဲသုံးစားလုပ်နေတည်တယ်လားဒီလိုအခြေအနေမှာသူမအနေနဲ့သူတို့အနာမှာရှိနေတဲ့နေအခုမှဖြင့်အစားနာတော်မတွေ့ရသူအပါစားပေးမိတာမှားပြီထို့အချိန်တွင်ဝင်ခဲ့ပါထိုင်ကုန်ထက်မှာတေချာပြန်ထိုင်လိုက်တယ်ကိုတတ်မှာလားမင်းစောင့်စမ်းနေတဲ့ကိစ္စအခြေအနေဘာထုတ်လဲထူးတဲ့တတိဒါကြောင့်ကျွန်တော်လာတင်ပြတာဒါပေမဲ့ဘာဖြစ်လို့လဲကိုတတ်ကျွန်တော်စကားကိုတတိအပြေးအဝယုံချင်မှယုံလိုက်မယ်အမှန်ပြောရရင်ဆော့ဆော့ချင်းကျွန်တော်ကိုယ်တိုင်လည်းမယုံနိုင်ခဲ့ဘူးမင်းပြောချင်တဲ့အကြောင်းအရာကိုသာတင်ပြပါအဲ့ဒါမှယုံသိမယုံသိပြောလို့ရမှာပေါ့ဟုတ်ကဲ့တတိအတွင်းရမှုကိုတန်းကသူ့လက်ထဲ၌ပိုက်ထားလေတော့လက်တော့လေးကိုတပွဲပေါ်တင်လိုက်တယ်ပြီးရနောက်ဖွင့်လိုက်ပြီး CCTV မှတ်တမ်းတွေကို record ခေါ်လိုက်တယ်အစားကသူ့နားမလဲသေးပြီတနေရာရောက်တော့ကိုတန်းက screen ကိုရက်လိုက်ပြီးဒီနေရာကနေစပြီး CCTV မှတ်တမ်းတွေစပြတ်သွားတာပဲဒါပေမဲ့နောက်ကိုပြန်ရင်ကြည့်လိုက်ပါတည်းသူပြောတဲ့အတိုင်းသူရေးလိုက်တယ်အဲ့ဒီနေရာခြေရရှင်အစည်းအဝေးပွဲရှိလို့တတိနဲ့ကျွန်တော်အစည်းအဝေးတက်ကြတဲ့အချိန်ဝန်ထမ်းတွေကလည်းတတိရုံငနာဘသူမှခြေဦးမလှည့်ခဲ့ကြဘူးဒါပေမဲ့ကိုတန်းကစကားကိုဆက်မပြောဘဲဖန်သားပြင်ပေါ်ကအရေးတစ်ခုကိုဆက်ခနဲ့ရက်လိုက်တယ်စက္ကန့်လေးသာပေါ်တော့လူရိတ်လေထိုသူကဟင်ရှင်ရွယ်ရိတ်တပင်ဖားလျာဖြင့်သူ့ရုံကန်တို့ခြေဦးတည်နေတော့သူမှာသူအံ့ဩမင်သက်စွာကြည့်နေမိရဲ့ကိုတန်းကထပ်ပြီးသူ့လက်ထဲကဖိုင်နှုတ်ကိုသူ့ထံပြီးတယ်ပြီးရဲ့နောက်ဒါကကျွန်တော်တို့အစည်းအဝေးပွဲတုန်းကတက်ရောက်တဲ့အထက်လူကြီးစီးနေပါတည်းအဲ့မှာဒေါ်ရှင်ရွယ်ရင်ရဲ့အမိမပါလို့ကျွန်တော်စုံစမ်းကြည့်တော့သူနေမကောင်းလို့ခွင့်နိုင်ထားတာတွေ့ရပါတယ်အဲ့ဒါနဲ့ဒီ CCTV ကမှတ်တမ်းမှလည်းအပြင်ဝက်စာနဲ့တတိယုံငန်းစီကိုအလောတကြီးသွားနေတဲ့ပုံပါပဲကျွန်တော်လည်းပိုသေးချတော့တတိမိတ်ပြားနဲ့ဒေါ်ရှင်ရွယ်ရင်ရဲ့ဘဏ်အကောက်ကိုစစ်လိုက်ပါတယ်ပုံမှန်ထက်ငွေအမောက်တွေများကြီးဝင်နေလို့ထပ်ပြီးအံ့အားသင်ခဲ့ရတယ်နောက်ပြီးလွန်ခဲ့သော2ပတ်လောက်က
နေထွန်းကုမ္ပဏီရဲ့အတွင်းရေးမှူးနဲ့လက်ခံစကားပြောနေကြတာကိုလေသူ့ကိုမကျင်တတ်တဲ့ဝန်ထမ်းတအုပ်ကလက်ပုံရထားပါသေးတယ်ကိုတန်းကဒီလိုပြောပြီးသူရှာဖွေတွေ့ရှိခဲ့တဲ့အချက်အလက်တွေကိုပြလေတယ်ဦးဩဘာဒီအချက်အလက်တွေကိုကြည့်ပြီးဒေါသစိတ်ဖြင့်အသားများဖြင့်တုံ့ရီလာတယ်အသားတွေကလောက်ထွက်တဲ့လူသားမျိုးငါလိုမရှိဘူးကိုတန်းဒီအချက်အလက်တွေကိုတေချာသိမ်းပြီးတော့ပရင်ထုတ်ထားပါငါတို့ကုမ္ပဏီအချက်လက်တွေကိုခိုးရတာဘသူများလဲမှတ်တယ်ဒင်းကိုဟမ်တေချာပါတယ်လေသူကလွယ်ပြီးတော့ဘသူကမှငါ့ကိုဖေးဆန်ရဲမှာမဟုတ်ဘူးသူ့ကိုသင်ခန်းစာပေးမှဖြစ်တော့မယ်ဟုတ်ကဲ့ကျွန်တော်ဆောင်ရွက်လိုက်ပါမယ်တတိဒါပေမဲ့တက်တေတီတီကြကြမရှိပဲနဲ့သူ့ကိုအပြစ်ပေးဖို့မလွယ်တော့ဘူးတတိဒါငါသိပြီးသားပါမဟုတ်တာလောက်ထားတဲ့လူကတော့လက်ပြလုံးစွာနေရဲမှာမဟုတ်ဘူးငါဘက်ကသူလောက်ခတ်သမျှဖော်ထုတ်ဖို့ပရိရ3သိန်း3ရောက်မှာပဲမင်းတော်တဲ့ကိုတန်းပြဿနာတွေပြီးသွားတဲ့နေ့ရောက်ရင်ဆရာကကောင်းအောင်ဆုချမှာပါကျေးဇူးပါတတိကျွန်တော်ခွင့်ပြုပါဦးသူကောင်းကြီးလိုက်တယ်ပြီးရင်တော့ထိုပြဿနာတွေကိုဖြေရှင်းဖို့သူအစီအစဉ်ဆွဲနေမိတယ်ဒီနေ့မှထုတ်ကဲသို့ဖြစ်လာလိမ့်မယ်ဆိုတာသူရိပ်မိပြီးသားယခုကဲ့သို့မြန်ဆန်လိမ့်မည်ဟုသူမထင်မိခဲ့ပါအခုတော့ဝါမမလေးနဲ့ဒီကောင်ကတိတ်လိုက်တာပဲရှင်ဆိုင်ဝင်နှမ်းမလေးကသူမအလှမှာအားကျနေမျောစွာချီကျူးလေသောစကားကြောင့်ရင်းတယောက်ဂုံယူမဆုံးဖြစ်နေမိတယ်ကိုလုံးပေါ်မှန်တွေကရှေးဝါရောင်ခေါင်းရင်တိုကျက်လေးနဲ့လှပနေသောသူမကိုသူမလည်းသဘောမကျဆုံးဖြစ်နေမိတယ်ဒီနေ့တော့လက်ထဲရှိတဲ့ငွေကြေးများနဲ့သခင်မလေးတူလို့သူမတုံးမယ်ဖြုံးမယ်လှပစွာနေမယ်လူတိုင်းကသူမကိုကြည့်၍အားကျနေစီရမယ်ဒီနေ့ရောက်လာဖို့သူမစောင့်ခဲ့ရတာကြာခဲ့ပြီလေအခုဆိုရင်းကိုနောက်ရှက်ဝင်းတဲ့သူမရှိစေရကိုဘဝကိုပုံဖော်ပြီးချီရသူတခင်မင်းမူနဲ့ပျော်ရွှင်စွာနေမယ်အချက်လက်ရောင်းရလာတော့ဝေသိန်း3000ဖြင့်အခုတခင်မင်းမူအတွက်ချီရတွေဝယ်ပေးမယ်အခုအားလက်တွဲ၍ရင်းဘဝကိုပြင်မြင့်မှဆန်စီရမယ်ပီတိဖြစ်ပဲအတွေ့များဖြင့်သူမပြုံးနေမိတယ်ဒီလိုပုံစံရောင်စုံယူမယ်နော်ညီမလေးတက်နေရှင်းမယ်ဟုတ်ကဲ့မမလေးခဏဆောင်ပါโอเคဆိုင်ဆိုပါပေါ်ရင်ရင်းထိုင်ဆောင်နေခိုင်ဟမ်ဂျိမ်းမဟုတ်လားယင်သူမနောက်ကျောင်းမအတန်ရှင်ကြောင့်ရင်းတယောက်စက်ကနေလက်ကြည့်မိတယ်အဝါနှုတ်ရောင်ကာဝင်ရှင်နဲ့ဆန်နေရှိတွေပိုင်ဆိုင်ထားသောမျက်မှန်လေးနဲ့သူမကရင်းတိနေခဲ့တဲ့ရွှေရေးရှင်လုံးမခတ်တူပြောပြီးအကြီးတို့ကိုလွှဲလိုက်တယ်နေကမျက်မှန်ပြက်ကောက်တက်ပြီးမိန်းကလေးလူမနေပြီထို့တော့ပြောပြီးသူမအနာမထွက်သွားဖို့ပြင်နေဘာလို့ဒီကောင်မနဲ့လာတိုးနေတာပါလေနေအောင်လေဒီတယောက်ထိုမိန်းကလေးကိုတားချိန်မရလိုက်သူမကအဝေစားအိတ်တွေယူပြီးတုတ်ချေတင်ထွက်သွားကြည့်ပြီလူမားတော့မဟုတ်တော့ပါဘူးသူကဂျိမ်းမရင်းစစ်ပါငယ်စဉ်တည်းကတိမ်နဲ့တူနေလာသူရေအဖို့ဂျိမ်းရဲ့အတန်တွေပုံစံတွေကိုကောင်းစွာမမိပြီတယ်အခုကဘာအတွက်ကြောင့်ဂျိမ်းရဲ့အနေနဲ့ရေးကိုမမှတ်မိတာပါလေရေးလည်းတိလို့စိတ်မိဂျိမ်းနောက်တော့လိုက်သွားမိတယ်ဂျိမ်းငါပါဟာငါရေးလေဟာချီတော့မှလိုက်လာပြန်ပြီဂျိမ်းရန်ကိုရောက်နေတာကိုမိသူကမှမသိစေလိုခဲ့ဒါကြောင့်လေသူမဘာသာတီးတန့်နေခဲ့ခြင်းဖြစ်တယ်အထူးသဖြင့်စက်တီတုံးလာစွာတော့မောင်းနေမိတော့ရွှေရေးရှင်ကိုလည်းမတွေးကျင်ခဲ့ပါအခုတော့အကျိတ်အကဲနားမလဲလေတော့ငတုံးမကသူမနောက်တော့ထက်ကြမကွာလိုက်လာစေအမြန်လွတ်လော်သောဖြင့်ဂျိမ်းတယောက်မာကတ်၏ဘေးလန်တွေချုပ်ကွေလိုက်ချိန်ရစုံတယောက်နဲ့ရင်တိုင်းမိလိုက်ခြင်းဖြစ်တယ်ထို့သူကဘလုံးမမနေပေမဲ့တိုက်တဲ့အချိန်ပြင်းတာကြောင့်ဂျိမ်းဖင်နိုင်ရဲကျသွားတယ်လက်ထဲမှာအဝေးထုတ်များပြန့်ကျဲသွားတယ်အိုးကျွန်တော်မမြင်လိုက်လို့ပါဗျာဂျိမ်းလည်းရှက်စိတ်ဖြင့်ကုန်းထပြီးအဝေးထုတ်တွေကိုကောက်ယူမိတယ်ထိုကူကလည်းကုကောက်ပေးတယ်မင်းအဆင်ပြေရဲ့လားဒုတိယတစ်ဖန်စကားဆိုလာတော့မှထိုလူကိုဂျိမ်းတိချာကြည့်လိုက်မိတယ်ထိုမှထိုလူကယောက်ျားပိသားစွာချုံမောခံညာလုံးမှန်တတိထားမိတယ်ဟုတ်ကြားပါတယ်ကျမတတိမထားမိလိုက်တာလဲပါပါတယ်ဝိစာတွေကောက်ကူလို့ကျေးဇူးပါပဲဂျိမ်းစကားကြောင့်ထိုလူကအထိပ္ပယ်ပါပါပြောနေတယ်
ရင်းကိုတေချာစိုက်ကြည့်လိုက်ပြီကျွန်တော်တို့ကဒဇိမ့်နေမှမဟုတ်တာကျေးဇူးတင်စရာမလိုပါဘူးမရှင်နေရင်ရဲ့ဟင်ဂျော်ဒီယာကြီးထူလူချောကသူမနမီခေါ်လိုက်တာမို့သူမမြန်ဝုန်းနေပြူးကျဲသွားရပြန်နေသူကဘသူများလဲတေချာတယ်ထူလူကိုရင်းမမြင်ဘူးပါဒီနေ့ကဘာနဲ့များလဲလို့ဘာလို့ငေါ့တီးရဲ့လူတွေကြီးပဲဒါဆောင်နေရတာပါလေဒီလိုဟုတ်ဂျိန်စိတ်ညစ်စွာတွေးနေမိတယ်ကျမရှင်းအောင်မသိပါဘူးအယူခွက်နင်းကြည့်ရင်အခြားလူပဲသွားနေဒါကြောင့်ခွင့်ပြုပါအောင်ထိုလူအကြီးတွေကိုလက်လာတာမို့ရင်းထိုလူကိုကြောခိုင်းထွက်လာခဲ့တယ်ခမားအနေနဲ့ကျွန်တော်ဘသူဆိုတာမကြခင်သိရတော့မှာပါဟမ်မေပြုံးတစ်ချက်ဖြင့်သူမကြောပြင်ကိုငဲကြည့်နေလေတော့မင်းထင်ရှားကအတိတ်ပဲပါစွာပြောနေမိတယ်သူ့ဖုန်းလေးကိုထုတ်ကပြစ်မှတ်ကဘယ်လက်တန်နေအတီးပြူတာအောင်မြင်နေထို့တော့ပြောပြီးသူ့ဖုန်းလေးကိုတင်လိုက်တယ်အမောင်ဘလောက်ပုံပုံအလင်းရောင်အောက်ကမလွတ်မြောက်နိုင်ပါဘူးဒါ့သူမအနေနဲ့နားလေခက်လေရင်ကောင်းပြီသူမတကောလုံးတုံရီနေတယ်ဝေခွဲမရလေတော့စိတ်အဆုံတို့နဲ့ဒီအခက်ခဲကိုဘယ်လိုကြော်လွှားတင်တယ်လဲဆိုတာကိုစဉ်းစားနေတာကြောင့်မျက်လုံးကလည်းတနာမငြိမ်ကျမ်းမြေမော်ထောက်ထားသောလက်နှစ်ဖက်ကိုတင်းတင်းဆုပ်ထားမိတယ်ရင်းကိုတစ်ခါတော့ခွင့်လွှတ်ပေးပါအန်ကယ်ကျင်းနောက်တစ်ခါမလုပ်ရတော့ပါဘူးကျင်းကိုခွင့်လွှတ်ပါလောချီလီရဲ့ငွေရတောင်းပန်နေတဲ့သူမကိုတနာမဲ့အစာလောက်ရလိုက်ပေခြင်းဆိုတဲ့စိတ်ကြောင့်ဒေါသတွေအလိမ့်လိမ့်ဖြစ်နေမိတယ်ယခုပဲကြည်တတ်တဲ့အနေငယ်သာပြန်လိုက်ရတယ်စိတ်မလုံပဲဝေခံခဲ့တယ်အရေးပေါ်ငွေလိုတာကြောင့်အကြက်ကြိုင်ခံရတာကြောင့်ဆိုတော့အကြောင်းမျိုးဖြင့်သူမကဖြည့်ရှင်းတော်လဲသူ့အနေနဲ့ဘလို့မှခွင့်လို့ရမရနောက်ဆုံးတော့လေမင်းကမြေခွေးပါပဲငါမှတော့မင်းဖေလို့စိတ်မျိုးမရှိတော့ပါဘူးလေဆိုတဲ့စိတ်နဲ့မင်းကိုခေါ်ယူမွေးစားခဲ့တယ်ငါသမီးနဲ့တန်းတူထားခဲ့တယ်အဲ့ဒီကျေးဇူးတွေကိုအခုလိုပြန်ဆက်လိုက်တာပေါ့လေဟုတ်လားဖြည့်စမ်းမိရင်ချက်ဖို့ကောင်းလိုက်ပါပြီသမီးနဲ့တန်းတူဆိုတော့စကားကြောင့်ဒိမတိမတာမဲ့ပြုံမိတယ်သူတို့ဘလောက်ပဲကောင်းခဲ့ပါသေးသခင်မလေးလို့တော့သူ့ကိုအတိမတ်မပြုတ်ခဲ့မှန်းကောင်းသိတယ်သူတို့မျက်လုံးထဲမှာရင်းဆိုတာကမိမရှိဖားမရှိတဲတွက်နေတဲ့ကပားကောင်တတာတနာစရာလူတတော်ဝါတတာဆက်ဆံခဲ့တာကိုလည်းရင်းသိရဲ့ဒါနဲ့မြတန်းတူတဲ့လားအော်ရီဂျင်နဲ့စိတ်ကိုထိန်လိုက်ရတယ်အခုမှလည်းအချက်လက်ရောင်းစားတဲ့ကိစ္စကိုဖြည့်ရှင်းနိုင်ရဲ့အသားနဲ့ရင်းကိုတတ်ဖြုတ်ချခြင်းမှန်သိတာတယ်မရဘူးအန်ကယ်ရင်းတီလောက်နဲ့အရှုံးမပေးနိုင်ဘူးဂျိမ်းမားပါတယ်အန်ကယ်ဂျိမ်းလက်ထုတ်ပြီးတော့လုံးမိလောက်ရကျွန်းလုံးမိတာပါတူမဆိုတဲ့မျက်နှာထောက်ပြီးတော့တခါပဲခွင့်လုပ်ပေးပါနော်အန်ကယ်ဂျိမ်းနောက်တစ်ခါမဖြစ်စေရပါဘူးသူ့ချစ်တော်ကိုဖလီရဲ့ငွေရတောင်းမနေတော့သူမကိုငုံကြည့်ပြီးအတင်းဖယ်ထုတ်လိုက်တယ်သူမလည်းကြွေကင်းပေါ်ခက်ရိုင်လေးလဲကျသွားတယ်ညီတောင်းဆိုတာနောက်ကျသွားပြီဥဝဝဆိုတဲ့ငါလုပ်ငန်းကိစ္စနဲ့ပတ်သက်လာရင်တူမမကားလို့သားသမီးပဲဖြစ်နေပါစေရောအခုတော့လက်ပေးလက်ယူလောက်တာမျိုးခွင့်လို့မှမဟုတ်ဘူးဒါကြောင့်လေယနေ့ချိန်ဒီနမီတလုံးနဲ့ရက်တီနေခဲ့တာကွာငါတိတ်ခေါဘာမဟုတ်တဲ့ကိစ္စကြောင့်အဆုံးတမခံဘူးအခုငါလက်ထဲမှာအချက်လက်ဆောင်လင်ရှိနေပြီမနှက်ဖြန်ဒီအချက်လက်တွေကိုကုမ္ပဏီရဲ့ဘုတ်အဖွဲ့ကိုတင်ပြရမှာပဲညီပြီးတော့နေထွန်းကုမ္ပဏီတထေးကိုလည်းပြောလိုက်တရားရုံးကဆင့်ခေါ်စာကိုစောင့်နေပြီးတော့လို့နေတို့လိုအောက်တန်းစားတွေကဒါနဲ့ပဲတန်တယ်ဥဝဘာရီယောထို့သောခပ်ပြက်ပြောပြီးသူမရှိမှထွက်လာခဲ့တယ်သူမကတော့အန်ကယ်ဂျိမ်းကိုအခုလိုမရက်ဆက်ပါနဲ့ဂျိမ်းမားပါတယ်ဂျိမ်းဘွားကိုလွယ်လွယ်နဲ့ပျက်စီးမခန့်နိုင်ဘူးအန်ကယ်ဥဝဘာလည်းသူမအတန်တွေကိုဥပိ္ပခါပြုလိရဲ့ဟမ်မင်းဘွားကိုမင်းတန်ဖိုးထားရင်အစတွေကအခုလိုအောက်တန်းကြတဲ့လောက်ရမျိုးလောက်မှမဟုတ်ဘူးမင်းရဲ့ကြံဘလောက်ကြီးလဲမင်းစိတ်ဘလို့လဲဆိုတာမင်းဦးလေးဖြစ်တဲ့ငါကောင်းကောင်းရိပ်မိတယ်သူတပြင်းခတ်တဲ့ချရင်ပြောနေမိတယ်ဘလို့ဖြစ်မှန်းမသိယနေ့သူစိတ်တွေတိတိတတလေးနေခဲ့တယ်အခန်းထဲရောက်တော့ကတင်ပေါ်သူခဏတာလဲချငြိမ်သက်နေမိတယ်ခြေတံခပ်ဘဝကြာ၍မျက်လုံးဖွင့်ကြည့်လိုက်တော့သူ၏ချစ်လားစွာသောဇနီးကို
တွေ့လိုက်ရတယ်အကိုအဲ့ချင်းနေပြီလားရွှေအကိုအတွက်တမယာရည်လေးဖြောက်လာတယ်တောင်းလိုက်ပါဦးစိုးရင်တော့ကားတွေနဲ့ပြင်းနေနေလေတော့သူ့ကိုနားလဲပေးနိုင်သူပြီးသူ့တော့ကားတွေကိုဝေမျှခန်းစားလေးရှိတော့ချစ်ရသောဇနီးစကားကြောင့်သူပြုံးလိုက်ပြီးတမယာရည်ခွက်ကိုသူယူ၍တငုံတောက်လိုက်တယ်ရင်းရဲ့အကြောင်းကိုရွှေသိပြီးလောက်ရောပေါ့ဧကန်းထဲမှာဒီလောက်ပလောရိုက်နေရရွှေမတီးပဲနေမလားကိုရဲ့ဒါပေမဲ့လေဂျိန်းလေးကိုအခွင့်အရေးပေးတဲ့နယ်လို့ထင်တယ်ဂျိန်းကိုတနာစိန်ကြောင့်သူမထို့တော့ပြောမှန်းသူတိတော်လဲသူလေးပြစ်စွာကောင်းရန်လျက်မရဘူးရွှေဒီကောင်မလေးကိုဒီတိုင်းလွတ်ထားလို့မရဘူးသူဝန်ထမ်းတွေအပေါ်အာဏာပြပြီးတော့ခြေလေခဲ့တာတွေကိုတိနေခဲ့ရတော့ဘာမှမသိခဲ့လို့နေခဲ့တာကြားခဲ့ပြီနောက်တော့ကုမ္ပဏီအပေါ်တစ္ဆာဖောက်ဖို့အထိပါတွေးလာပြီဒီလိုလူကိုဘလို့စိတ်နဲ့ကိုဆက်ထားရမလဲကိုမိဘတွေရဲ့ချင်းနဲ့တိဆောက်ထားတဲ့ကုမ္ပဏီမို့ကိုတိတ်မြတ်နိုးပြီးတော့အဆုံးရောက်မခံနိုင်တာရွှေလည်းအသိပဲလေအကိုစိတ်ကိုရွှေသိပါတယ်ဒါပေမဲ့သမီးလေးကဂျိန်းကိုအရန်တန်ရောစင်ရှိရှာတာသိရနဲ့ဂျိန်းကဒုက္ခရောက်နေမှန်းသိရင်သမီးလေးစိတ်ဆင်းရဲမှာချစ်စိမ့်လေးပါဟမ်ကိုလည်းတွေးမိပါတယ်ဒါပေမဲ့ကုမ္ပဏီကဘုတ်ဖွဲ့ဝင်တွေရဲ့စီမီအတိုင်းသူလက်ခံရမယ်အပြစ်ကိုတော့ကိုရော်ပေးမှာမဟုတ်ဘူးတရားဥပဒေအရဆွဲချက်တွေကိုတော့ကိုအတက်နိုင်ဆုံးဂျင်းအတွက်ရော်ပေးမယ်အင်းမကိုရဲ့သမီးလေးအတွက်ဂျင်းလေးအတွက်အခုလိုငဲ့ညာပေးလို့ကျေးဇူးတင်ရတယ်ကဲဒါဆိုအကိုအိတ်တော့လေရွှေဖျားရှိခိုးတော့မယ်အိတ်မပြောနိုင်သေးဘူးရွှေကိုစာကြည့်ခံနေကိုသွားအောင်မယ်ဟုတ်ကဲ့ပါအကိုဇနီးဖြစ်သူထွက်သွားပြီးတဲ့နောက်သူလည်းအိမ်တော်ကြီးစာကြည့်ခံတော့ဦးတီလိုက်စဉ်တခိုးလိုက်ဟေးဒီလိုဆိုတဲ့အိမ်တော်အောက်မှအတန်များကြားလိုက်ရတယ်သူလည်းခက်မြက်ပဲအိမ်တော်အောက်သို့ဆင်းလာတယ်ဘာဖြစ်ကြတာလဲဟာတခင်ကြီးအိမ်တော်ထင်းကြီးကသူ့အနာပြတလဲရောက်လာပြီကျွန်တော်နဲ့ခြံဆောင်ကြီးအိမ်တော်လှက်ပက်ပြီးလုံခြုံရေးစစ်နေတော့ကားခုတော်နေကအနံ့ဝတ်ထားတဲ့လူတယောက်ထွက်လာတာတွေးလိုက်ရတယ်အဲ့ဒါကြောင့်လိုက်ဖမ်းနေရဟေးဟုတ်လားထူးထူးဆန်းဆန်းဘလို့တခိုးကများငါ့အိမ်တော်ထဲကိုဝင်လာရတာလေသူ့ကိုဖမ်းမိကြလားခက်တာကပန်းချန်တွေကိုဝင်သွားတာအစတောင်ရှာမတွေးတော့ဘူးသိချတယ်အဲ့တခိုးကဒီအိမ်တော်ထဲမှာပဲရှိတော့သေးတယ်သူလည်းကောင်းနေငိမ့်ဖြစ်ကကားကိုတောင်သွားပြီးဘေးဘီလိုက်ကြည့်မိတယ်သူဤကာကန်နဲ့ဝင်စစ်ပြီးရဲ့နောက်သူကဂိုတောင်နဲ့ဝင်ပြီးတော့ဘာခိုးချင်တာလဲစဉ်းစားစရာပဲကဲဒီညအိမ်တော်တဝိုက်ကိုအဲ့တခိုးပတ်ပြီးတော့ပိုက်စိတ်တက်ရှာကြတန်တရားဖြစ်เสียတွေ့ငါ့ကိုလာတယ်မြဟုတ်ကဲ့ပါတခင်ကြီးဟူးတော်ပါသေးရဲ့ဖမ်းပြီးတော့မလို့တရင်မော်တော့ချစ်ပေးလက်ပြည့်ထိုင်ကသူအမောဖြစ်နေမိတယ်ဒီအစင်းလောင်းနဲ့ငါ့ကိုဖမ်းချင်နေသေးတယ်ဒီလိုဟုတွေးကပြုံးနေမိတယ်ဝစ်စင်ထားတဲ့အင်ကြီးအနက်ရောင်ဘောင်းမီကောင်းစုပ်တော့ကိုချုပ်ကအသေးရှိနေတဲ့မီလင်းဖို့တဲ့ပြစ်ထည့်လိုက်တယ်ဒီတသက်နင်းတို့ငါ့ကိုရှာတွေ့မှာမဟုတ်တော့ဘူးတော်သေးတာပေါ့စောစောတွေက CCTV ကိုဖြုတ်ထားခဲ့လို့မဟုတ်ရင်ငါ့ကိုအိတ်ကနေရှာတွေ့နိုင်လောက်ပြီတကားကောက်တန်ကြောင့်ရင်းတယောက်ရုတ်တရက်လန့်သွားလေတယ်ဘာလို့လဲမမလေးရေကျမပါအစေကံမေယူဤအတန်ဖြစ်တာကြောင့်တက်ပြင်းချကဟူးဘာကိစ္စရှိလို့လဲမေယူငါအိတ်ချင်နေပြီခြံနဲ့တကိုးဝင်သွားလို့တခင်ကြီးကတတိဝရိယနဲ့နေဖို့ပြောခိုင်းလို့ပါငါနားလဲပြီသွားတော့ဟွန်းအလကားလာပြီးစိတ်ပူပြနေသေးတယ်မလိုတော့ဘူးဦးရောပါရှင်ရဟန်ဆောင်တနာကျင်နာပြခြင်းတွေကမနှက်ဖြန်ဆိုပြီးဆုံးသွားပြီကံကြမ္မာကကျမဘက်မှာရှိနေမလားရှင်ဘက်မှာရှိနေမလားဆိုတာရှိမကြခင်သိရပါစေလိမ့်မယ်လေစိမ့်တွေတဟိုးဟိုးတိုက်နေတယ်အနီးအနားမှာတက်ပင်များကလည်းလေယူရအတိုင်းလှုပ်ခါရမ်းနှွဲ့နေတယ်ကောင်းကင်ကိုမော်ကြီးတော့လေအုပ်မိုင်းပြီးမှောင်ရိပ်တန်းလေတယ်ဟင်ဒါဘယ်နေရလဲ
လေစိမ်းဤစီစားမှုကြောင့်ရေဤဆန်နေရှိတွေလေထဲလွင့်ပြန်နေတယ်ရေဝစ်စင်ထားတဲ့အဖြူရောင်ကောင်းဝင်လေးကလည်းတလွင်းလင်းနဲ့ပေါ့ဘေးဘီဝေးကြီးမိလိုက်တာကမှလက်ဖြတ်သွားရတယ်ရေရောက်နေတဲ့နေရာကတောက်ထိပ်ဖြားနေရာတစ်ခုမှာပဝင်းကျင်ကလေတံကလွယ်ရဘာမှမကြားရစိတ်ထဲမှာလည်းစိုးရိမ်ထိတ်လန့်ခြင်းတွေအပြည့်နဲ့မြက်ကန်းတအူးလိုရေလျှောက်သွားနေမိတယ်ရေကြောက်တဲ့မေမေဖေဖေရဲ့ဘာမှလဲရေကြောက်တယ်ကြော်သူမအော်ခေါ်နေမိတယ်တောင်စုံနာကိုရေလန်းငေမိလိုက်တယ်ရေကိုကြောပေးနေတော့လူအရေးတစ်ခုရောက်ဒီအာတတ်မိတယ်လို့အာကိုတချီဖြင့်တိုးလျှောက်ကြည့်မိတယ်ပုံရိပ်ကဖြင့်ရှားလာတယ်ဒီလူကဖေဖေလားရေအော်ခေါ်နေပေမဲ့ဖေဖေကလှဲ့မကြည့်ခဲ့ရေလေပြင်းတိုက်ခိုက်မှုကြောင့်မျက်လုံးတွေကျိန်းဆတ်နေတယ်ဖေသမီးရဲ့လေဘာလို့တောင်ဆုံးမရက်နေရလဲသမီးစီကိုလာပါလားသမီးကြောက်လို့ပါရေတုံလုံးခြောက်စားသွားပြောလေတော့ဖေကပြင်းရင်းစွာရေပတ်တော့လှည့်ကြည့်လာတယ်ဖေငိုနေတယ်ရေပဲအမြေမားနေရော့သလားဘာအတွက်ကြောင့်ဖေမျက်ရည်တွေသွေးရောင်ဖြောင်းနေပါလေဖေခြေလန်းတွေနောက်တော့တလန်းတိုးနေတယ်ဟဲနောက်မဆုံးနဲ့ဖေနောက်မှကြောက်ကြည့်လေရေစီကိုလာပါနော်ဖေလာပါနော်ရင်းငွေကိုတောင်းပန်နေတော့လေအချင်းနေတာဖေခြေလန်းတွေနောက်ပြန်ဆုပ်ရင်ဖြင့်မောင်မဲနေတဲ့ကြောက်တဲ့သို့ပြုတ်ကျသွားတယ်အော်ဖေမဟုတ်ဘူးဂျူဂျူမရဖြစ်ကရင်ဘက်ကိုထုတ်ပြီးတောင်စုံဖျားကနေရေတရောက်ငိုကြွေးနေမိတယ်ဖေမခုံချပါနဲ့ဖေရေမင်းဘာဖြစ်တာလဲတတိထားပါဦးဟင်ရေပခုံးကိုကိုင်ကလှုပ်နိုးလိုက်တာကြောင့်လက်နိုးလာတယ်မျက်လုံးဖွင့်ချင်းတွေးလိုက်ရသူကကိုသူ့ဘယ်ချိန်တည်းကရေကြီးအခန်းထဲဝင်လာသည်လေကိုဘလို့ဖြစ်ပြီးရေစကားဆက်မပြောပဲသူ့ကိုမျက်လုံးဝိုင်းလေးဖြင့်ကြည့်ကမင်းနေမိတယ်သူကမျက်နှာလွှဲလေးရဲ့မင်းအခန်းတော့ဖြတ်သွားရင်မင်းငိုတန်ကြလို့တခုခုဖြစ်တဲ့ထင်ပြီးတော့ဝင်လာလိုက်တာထိုမှရေးမတ်တဲ့အိမ်မက်ကိုတတိယမိတယ်။အော်ဟုတ်တယ်။ရေးအိမ်မက်မက်ပြီးတော့ရောင်နေရ။အိမ်မက်ကတကယ်ဖြစ်နေတဲ့အတိုင်းပဲ။သိကြောက်စရာကောင်းနေ။တော်သေးတာပေါ့။အိမ်မက်ဖြစ်နေလို့ရေးကနှစ်ဖူးပေါ်ကခြေစားတွေကိုလက်မပုံးဖြင့်နှုတ်ကပြောနေတယ်။သူလည်းဘာမှမပြောပဲခဏတာငြိမ်နေမိတယ်။ပြီးမှစိတ်လန်းတော့ရေချိုးလိုက်ပါလားအောက်မှာဒိန်နဲ့မမီမနှက်ဆာကိုစောင့်နေကြပြီဟုတ်ကိုသူလည်းထို့တော့ပြောပြီးအခန်းထဲမှထွက်လာခဲ့တယ်ဘာအိမ်မက်မို့လို့သူမကယခုကဲ့သို့ချက်ကြီးတငယ်ငိုကြွေးနေပါလေရုတ်တရက်ငိုတန်ကြောင့်သူလည်းစိုးရိမ်ပြီးသူမအခန်းတော့ကိုမမီအခန်းထဲမှယူကာဝင်ခဲ့မိတယ်ပျော်သေးတယ်သူအရောက်မြန်ပြီလို့ပေါ့တော့မဟုတ်လည်းရင်အိမ်မက်ကရှည်ပြီးသူမဘလောက်ကြငိုနေလိုက်မလဲဘာကြောင့်မှမသိမင်းငိုတာကိုမမြင်ချင်ဘူးရေအမရက်ပြီးတော့ဘာလုပ်နေရလဲရေအမလေးဟာမနေ့အိယာမှာနိုးကလေးကရေးဤစိတ်တွေမကြည်ခဲ့ပါအိမ်မက်ကြောင့်လားဘာကြောင့်မှမသိစိတ်တွေလေးနေပြီတယ်အခုလေလေးပိနေသောစိတ်တွေဖြင့်ဒီပကံလုံးယူနေတဲ့အချိန်ရေးဤပခုံးကိုကလမ်းပုတ်လိုက်တာကြောင့်လန့်ကပကံလုံးကြွယ်သွားတယ်အဲ့ဒါကြောင့်ပြတလဲဖြင့်ကြွေကင်းပေါ်သို့ထိုင်ချကပကံကွဲစားတွေကိုကောက်နေမိတယ် sorry ရေတတိလွတ်သွားလို့နော်ပြန်ကောက်လိုက်မယ်ထိုအချိန်ပကံကွဲစားကရေးဤလက်ကိုရှာသွားတာမို့သူထိုင်လိုက်ကကောက်မနေတော့နဲ့မင်းတို့ဒီနေ့ကြီးရတာစိတ်နဲ့ကိုယ်နဲ့ကပ်မနေဘူးဘာဖြစ်နေတာလဲရေနေမကောင်းလားကိုလည်းမပူပါဘူးသူကရေးဤလက်ကိုဆွဲကထစီခဲ့တယ်ရိတ်နှစ်ဖူးလေးကိုခပဝဆန်းကဂယူးဆိုင်စွာမေးလာသောစကားတွေကြောင့်တန်းအံ့တော်ဖြစ်နေမိသူကရေးပါကိုဘာဖြစ်နေရလဲရေးနေကောင်းပါလေကိုရဲ့ဒီအတိုင်းစိတ်တွေလေးနေလို့အဲ့ဒါဆိုလေအတော့ပြင်းပြင်းရှူလိုက်တပည့်ဝိုင်းအောင်သွားတော့ငါဘာသာပကံလုံးယူလာခဲ့မယ်ဟုတ်ရေးလေအန်တီနဲ့အန်ဂယ်တို့ရှိနေတဲ့တပည့်ဝိုင်းတို့သွားအခန်းစီမှာဖုံးမိလာတာကြောင့်ရေးသွားကင်လိုက်တယ်ဟယ်လိုဦးနေဒုက္ခအိမ်ကပါဟုတ်ကဲ့
အခုရွှေရှင်ပြောနေပါတယ်ရှင်ဦးလက်ချစ်ဘာပြောလိုက်တယ်တစ်ဖက်ကပြောလိုက်တော့စကားကရဲဤရင်ဝါကိုခြုံထက်တဲ့အရာဖြင့်ထိုးဆိုင်လိုက်တဲ့နဲ့နှလုံးတွေခုန်ပေါက်ပြီးရဲဤစိတ်တွေကျုပ်ထွေသွားရတယ်နာကြများမသလားဆိုတော့အတွေ့ဖြင့်ရေးထက်ကမင်းမီးပြန်နေတစ်ဖက်ကဦးလေးချစ်ကအတန်တုံကြီးစွာနဲ့တခင်ကြီးကားအစီတန်ဖြစ်လို့အရေးပေါ်တရုံတင်ထားရပြီတခင်မလေးပြီးတော့တရုံရောက်ချင်းဆုံးမသွားပြီတခင်မကြီးအချမ်းကိုစိတ်ထိခိုက်နေရှာတယ်တခင်မလေးမြင်မြင်ပြန်လာပါနော်တခင်မကြီးကိုနှစ်သိပ်ဖို့တခင်မလေးရှိနေမှရမယ်ဖေရရေမဖြစ်နိုင်တာဖေလိုအဆဆရရတတိရှိတဲ့လူကဘလို့လို့ကားအက်ဆီဒန့်ဖြစ်မှာလေဖေလိုလူကောင်းတစ်ယောက်ကဘလို့လို့အခုလိုအဖြစ်ဆိုးကြီးနဲ့သိဆုံးမှလေသူတို့ညာနေရဖေမသေးပါဘူးဟဲ့မဟုတ်ဘူးသမီးရေဘာဖြစ်တာလဲဘသူစီရပေါင်းလဲအန်ဒီနဲ့အန်ကယ်ကရေးအနာလာပြီးမင်းနေတော့လဲစကားတွေကထပ်မလာခဲ့ဆုံးကနေမိတဲ့အထိရေးလက်ထက်ကဘုံကိုအန်ကယ်ကကောက်ယူပြီးအကျိုးအကြောင်းတွေမင်းနေတယ်အကြောင်းစုံသိပြီးရဲ့နောက်အန်တီနဲ့ကိုကရေးကိုလှုပ်ပြီးဂျေတတိထားလေဂျေသမီးရေတတိထားလေသမီးငိုချင်းနေမလားငိုချလိုက်စိတ်ကိုတင်းမထားနဲ့လေငိုလိုက်တော့သမီးကိုရှိရဖေစိတ်မကောင်းသောမျက်ဝန်းနေဖြင့်ရေးကိုကြည့်နေတော့ကိုတို့မိသားစုရေးလဲစကားတွေဆက်မပြောနိုင်ပဲမျက်ရည်ကျနေမိတယ်ရင်ဘတ်ကိုထိုးလိုက်ရဲ့အသားများအေးဆက်တုံရီလာတယ်စိတ်ကိုလျှော့နော်ကိုပြောကြလားကိုကရေးကိုတိုင်းဖက်ထားပြီးတတိပေးနေလေတယ်ရေးလဲကိုအားပြန်လဲဖတ်ထားပြီးအဆုံးမဲ့သောမျက်ရည်စားတို့ကြည်စင်းနေခဲ့တယ်ရေးမယုံဘူးကိုရေးအိမ်တော်ပြန်မယ်ဖေကိုသွားတွေ့မယ်အိမ်ကလူတွေရေးကိုနောက်နေကြတာရေးသိရပါဖေကရေးပြန်လာရင်တေချာပေါက်အိမ်ဝါစီးကျုံနေမှာရေးပြန်မယ်ကိုရေးပြန်မယ်မြေတွေကိုကြပြကြရတော့လေရဲ့ရေးကမတက်ထားရလိုက်တယ်အရေးကိုထမဲ့ဆက်ဆက်ကိုကလက်ကိုဖမ်းဆုပ်ထားပြီးကိုတို့မိသားစုလိုက်ပုံမယ်ဒါကြောင့်စိတ်ကိုငြိမ်ငြိမ်ထားနော်ရေးကြလားချေကိုပြန်နေကိုရဲ့ဖေကိုရေးတွေးချင်နေပြီလူလက်တွေကိုခါကြကသူမအားရပါရငိုပြန်နေမေကလည်းသူမလေးကိုကြည့်ပြီးမျက်ရည်ဖြိုင်ဖြိုင်ကြလျက်သူကိုယ်တိုင်ကလည်းဖော်ပြမရတော့အပူတောကတွေဖြစ်ယူကျုံမရဖြစ်နေမိတယ်ဟုတ်ပြီကားပေါ်တက်ကိုတို့ပြန်ကြမယ်နော်ဟုတ်ကိုသူတို့မိသားစုလည်းကားပေါ်တော့တက်လိုက်ကြပြီးအမြန်ခရီးနေလာကြတယ်သူမလေးကလက်နှစ်ဖက်ကိုတင်းတင်းဆုပ်လျက်မျက်ရည်တွေကျလိုက်ထိုမျက်ရည်တွေကိုတုံးလိုက်နေစောက်တီယာမင်းနေတယ်အနက်ရောင်ဝတ်စုံများနဲ့လူများထုတ်လီတွေရေးတို့ဤအိမ်တော်မှာပြည့်နေတယ်လမ်းတို့ပန်းခွေတွေကအိမ်ရှိမှပြည့်နေခဲ့တယ်ကွယ်လွန်သူဦးရောပါအသက်56နှစ်အိမ်တော်ကြီးအပြင်ဘက်ဆိုင်းမုတ်ပေါ်ကနမီကဂျေးရင်ဝါကိုစောက်ကန်လိုက်တယ်ရေလုံးတွေပြာဝေမူးနောက်ပြီးရေးပစ်လဲသွားတဲ့အထီဂျေးတတိထောင်လေဟာတခင်မလေးမေးတယ်သွားပြီလောက်ကြပါဦးသမီးလေးဂျေးနာထဲမှာခေါ်တန်းနေစုညက်ပလောရိုက်သွားတယ်ရေးလဲဒီအဖြစ်ဆိုးကြီးကိုကြော်လွားပစ်ချင်တယ်ကပိကိုအနားရှိစေချင်တယ်ဒီလိုဖြစ်မှန်းသိရင်သမီးအခြားမြို့သွားပြီးတင်နန်းနေမတက်ခဲ့ပါဘူးဖေရဲ့အခုတော့တနာစီယာမြင်ခွင်းပါလားကြည့်လို့ကောင်းလိုက်တာဝိုင်းရုံနေတဲ့လူတစုကြီးနောက်မှာအဖြစ်အပျက်များကိုအစာအဆုံးမြင်လိုက်သူရင်တယောက်မတိမတာပြုံးလိုက်ပြီးကျဉ်နဲ့ပီတီဖြစ်နေတယ်အများတကာဝမ်းနေနေချိန်မှာသူမကတော့ခြားနားစွာပျော်ရွှင်နေတယ်ဒီအိမ်ရိတ်နဲ့မကင်းတရွေ့သူမအတက်နိုင်စွာဟန်ဆောင်ရပြီအောင်မယ်သူမလမ်းကိုပိတ်ဆို့နေတဲ့အမိုက်ထုတ်ကြီးမရှိလေတော့အသက်ရှူချောင်းတလို့စိတ်လဲပေါ့နေမိတယ်အိမ်လည်းရှိဦးရောပါကြီးရုပ်အလောင်းကိုကြည့်ပြီး
ဦးရောပါရှင်ကကျမကိုလက်လက်နဲ့လက်လျှော့လိုက်မယ်ထင်ခဲ့အောင်ကိုရှင်ရဲ့အထင်သေးခြင်းကရှင်ကိုတတ်လိုက်တာပဲဒါကြောင့်ကျမကိုအပြစ်မတင်နဲ့ဒီပြဿနာကိုစားခဲ့တဲ့ရှင်ကိုရှင်ပဲအပြစ်တင်ပြီးတော့ဒီလိုဟိုစိတ်ထဲကနေရိပ်ပြောနေမိတယ်လက်ကင်ပေါ်ကလေးဖြင့်မျက်လုံးတွေကိုပုတ်လိုက်ပြီးမျက်လုံးတွေအားရဲစီခဲ့တယ်ပြီးတဲ့နောက်ရေတတိထောင်လေရေရဲ့ဂျင်းနဲ့အန်တီရှိပါသေးတယ်ရေရဲ့အတင်းထားပါဦးဟွန်းရေနောက်အောင်မနေကြနဲ့ရောက်ဆရာရှိတာလောက်ကြအဖေကျွန်တော်ရုပ်ပွက်ချီမယ်လူအများကြားမှာသူမကိုပွေ့ချပြီးအိမ်တော်တွင်းသို့ခေါ်လာခဲ့တယ်မမရွှေညီမလေးတီတီညီကိုကြီးမမတို့တာမီနဲ့အားလုံးထားခဲ့ပြီသူဒီလိုစောစောထွက်သွားလိမ့်မယ်မထင်ခဲ့ဘူးဒေါ်တီတီတယောက်ဒေါ်ရှင်မိုးကြီးလက်ကိုဆုပ်ထားလေးရဲ့မျက်ရည်တွေကိုကုတုပ်ပေးပြီးအကိုကြီးအတွက်တီတီတို့လည်းယူကျိုးမရဖြစ်ရပါတယ်မမရဲ့အထူးသဖြင့်သမီးလေးရေးကိုပုတနာမိတယ်ဒုက္ခမအရန်ထိခိုက်နေရှာတာမမလည်းသမီးလေးအတွက်အားတင်းထားပြီနော်တီတီတို့မိသားစုလည်းမမတို့နဲ့အမြဲရှိနေမှာပါဒါကြောင့်အားတင်းထားပါမမရဲ့မမရွှေကခေါင်းကြီးလေးရဲ့မျက်ရည်တွေတုံနေမိတယ်ချစ်ရသောခင်မုန်းဆုံးမသွား၍အပူတော့ကဝင်နေတော့လေသမီးလေးရှိနေ၍သူမဘဝဖြည့်တာနိုင်သေးတယ်ခင်မွေးရုံအလောင်းကိုကြည့်ပြီးသူနဲ့နောက်ဆုံးပြောခဲ့တဲ့စကားများကိုပြန်ကြားရောက်ပြီးမျက်ရည်ကျနေမိတယ်အကိုသိလားရှီတို့ရဲ့သမီးလေးကိုတော့ကတွေနဲ့မရှင်သန်စေရဘူးအဲ့ဒီလိုပဲသမီးဘဝတာယာလုံခြုံမှုရွှေတောက်ဝင်ထားပါနော်ကိုစိတ်ဖြောင်းဖြောင်းနဲ့သွားပါကိုရဲ့ပြီးတော့ရှေ့ကိုစောင့်နေပါနော်ဒီသားစုအပေါ်တာဝန်ကျေလုံးပြီးရှေ့ကိုချစ်မြတ်နိုးပေးခဲ့တဲ့အကိုနဲ့ရှေ့ပြန်ဆုံးခြင်းမသေးတယ်သူမပြောနေသောစကားများကိုတမန်လုံးမအကိုတယောက်ကြားနိုင်ကောင်းပါရဲ့လေဟူးတပင်းရှိကြီးချလိုက်ပြီးအဝေးမှာရှိနေတဲ့မီးရောင်စုံတွေပြည့်နေတဲ့ကားလမ်းမကြီးကိုသူငေးကြည့်နေမိတယ်ဘေးနားမှာရှိနေတဲ့ခပ်ပြင်းပြင်းဝစ်စကီတစ်ခွက်ကိုရေမရောပဲကျိတ်မိတ်ကသူတောက်နေမိတယ်ကျမ်းမြေပေါ်သို့ပြေးချလိုက်ပြီးအသေးရှိနေတဲ့ကလေးထိုင်ပေါ်ပြစ်ဆက်လက်ခက်ထိုင်ချလိုက်တယ်သူ့ခေါင်းထဲမှာဒေါသတွေနှမျောတတဖြစ်ခြင်းတွေကအပြေကုမ္ပဏီပရောဂျက်တွေအခုခံရမှုတရားခံမိပြီဆိုတော့အန်ကယ်ပုတ်တော်မီနူးတဆောင်းနောက်ပြီးအန်ကယ်မတော်တဆဖြစ်ပြီးဆုံးမသွားသောတည်င်းတွေကဇက်တိုက်ဆိုလို့ဘာလို့အဖြစ်အပျက်တွေကမြင်မြန်ဆန်ဆန်ဖြစ်သွားရသနည်းဒါဟာရိုးရှင်တော်တိုက်ဆိုင်ခြင်းမဟုတ်မှန်သူရိပ်မိပြီးသားဒီအဖြစ်အပျက်တွေနောက်ကြရလူကဘာတူလဲဒီမေးခွန်းကိုသူအကြိမ်ကြိမ်ခါခါမေးနေမိတယ်မမငုံနေသည်တဲ့ထိုစကားကသူ့ရင်ကိုလှုပ်ခါလိုက်တော့ငလျင်တစ်ခုနဲ့သူချက်ချင်းမြန်မာနိုင်ငံကိုပြန်လာခြင်းမိတယ်မမကိုပွေးဖက်ထားပြီးမမမျက်ရည်တွေကိုသူတုပ်ပေးခြင်းမိတယ်သူရှိနေပေးမိမကြောက်ဖို့အတင်းတင်းတတိပေးနေမယ်ယခုအချိန်မှာမမအတွက်သူရှိနေခြင်းမိရဲ့သို့တော့မင်းပြန်လာဖို့မလိုဘူးညီစာမေးပွဲကြီးနီးလာပြီမဟုတ်လားဒီကကိစ္စဝါးဝါးကိုကိုတိုင်းစီစဉ်တာမို့လို့ထိတ်ချရနေရေးကိုလည်းမမီနဲ့ကိုအကောင်းဆုံးနှစ်သိမ့်နေတယ်သူမကြခင်စီပြေသွားမှာပါကိုစကားကိုသူယုံကြည်မိမဲ့အားမလို့အားမရဖြစ်နေမိတယ်တခုခုဆိုကိုကဂျောင်းဝင်ကက်လက်တိုက်နေစေဒါပထမဆုံးနဲ့နောက်ဆုံးအကြိမ်ပဲကိုနောက်တော့ကျွန်တော်နဲ့မမကြာဘသူ့ကိုမှဝင်ချလေခွင့်ပေးမှာမဟုတ်တော့ဘူးအဲ့လိုလောက်ခွင့်မပေးနိုင်တော့ဘူးအချိန်တွေကိုလက်ချိုးရည်ကြီးမိတယ်။အော်ရစ်ချရတဲ့ဖေဖေကွယ်လွန်သွားခဲ့တာယနေ့ဆိုတလတင်းတင်းရှိနေပြီ။ဖေဖေကြံရင်ခဲ့သောတည်တန်းစာကိုဖောက်ဖက်ဖို့အတီးတက်တွေများနဲ့ရှေ့နေကြီးလဲအိမ်တော်ထဲ၌ရှိနေတယ်။မိမိကပြောတယ်ထိုတည်တန်းစာတွေကအကြောင်းများကဖေဖေဖြစ်စေခြင်းသောဆန္ဒတွေပဲတဲ့။ဖေဖေကျေးဇူးကိုဆက်ချင်ရင်ဖေဖေဆန္ဒကိုဖြစ်စည်းပေးလိုက်ပါတဲ့။ရေးလေကျန်တာတွေကိုစိတ်မဝင်စားပေမဲ့ဖေဖေဖြစ်စေခြင်းသောဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့စိတ်အားထက်သန်နေမိတယ်။ရေးဘဝမှာ
ဖေကိုလက်လွတ်ဆုံးရှုံးရခြင်းကအကြီးမားဆုံးစိတ်အထီးကိရဆုံးဖြစ်ပေမဲ့ဘဘစီကရလိုက်တဲ့ဖေရဲ့မေနူးတစ်စာကြောင့်ဒီအားတင်းနိုင်ခဲ့တယ်ဖေကပြောတယ်သမီးလေးဒီနေ့သမီးလေးအတွက်ဖေဒီဗီဒီယိုလေးရိုက်ဖြစ်တယ်ဘာကြောင့်လဲမသိဘူးဖေအခုတလောစိတ်တွေလေးနေမိတယ်အဲ့လိုတွေဖြစ်တိုင်းမနှက်ဖြန်ဆိုတာမတိချဘူးဆိုတဲ့မမေးချင်းတရားတွေကိုဖေတတိယမိရဲ့အဲ့ဒါကြောင့်ဖေဘာကြောင့်ပဲဖြစ်သမီးလေးနာကထောက်ခါသွားခဲ့ရတဲ့အခါဝမ်းနေလို့ငိုချင်နေဆိုရင်ငိုလိုက်ပါငိုပြီးရင်လည်းအိတ်လိုက်ပါမနှက်လုံးလာတဲ့အခါမျက်ရည်တွေကိုဥပိ္ပခပြုတ်လိုက်ပြီးသမီးလေးပုံစံလေးအတိုင်းချင်တန်ပေးပါဖေသမီးလေးကစိတ်သဘောထားဖြူစင်နူးညံ့သူလေးမို့အထူးပြောစရာမလိုပေမဲ့ဘာကြောင့်ပဲဖြစ်အရှုံးမပေးပဲကြက်တိနိုင်အောင်ကြိုးစားပါသမီးလေးကိုဖေချစ်တယ်နော်ဒီဗီဒီယိုလေးကိုရေးကြည့်ပြီးကြတဲ့ကတညလုံးမော်ဘီအိပ်ပျော်သွားတဲ့အထိငိုမိခဲ့တယ်မနက်လေးတော့ဖေပြောခဲ့တယ်လို့ဒီထက်ငိုဖို့မတွေးဖြစ်တော့ဘူးငိုနေမဲ့အစားအားငယ်နေရှာတဲ့မမေကိုနှစ်သိပ်ပေးနိုင်ခဲ့တယ်ဖေတပုံလေးကိုရေးကြည့်ပြီးတော့ဖေစကားကိုရေးနားထောင်လို့ပျော်နေလားဖေလူလဲဆောင်ပြီဆိုတော့သခင်ကြီးရဲ့တေတန်းစာကိုကျွန်တော်ဖောက်ဖက်ပေးပါမယ်သခင်ကြီးကသူပိုင်ဆိုင်ထားတဲ့ဥစ္စာပစ္စည်းများအားလုံးကိုတဦးတည်းသောသမီးလေးဖြစ်တဲ့သခင်မလေးရွှေရှိအမည်နဲ့လွှဲပြောင်းခဲ့ပါတယ်တဲ့ဒါပေမဲ့အမွေတွေကိုသခင်မလေးချစ်တဲ့လူတော့မဟုတ်ဒုက္ခဆိုင်တော်ရဲ့သခင်လေးနှစ်ဦးတည်းကတဦးနဲ့လက်ထပ်ခဲ့တဲ့အခါလွှဲပြောင်းပေးဖို့မှာကြားသွားပါတယ်တေတန်းစာကဒါပါပဲဒီတေတန်းစာကိုသခင်မကြီးထံလွှဲပြောင်းပေးဖို့ကျွန်တော်မှာသွားပါတယ်သခင်မကြီးလက်ခံပေးပါရှင်းနေကြီးစကားအဆုံးမှာအားလုံးကောင်းတငိမ့်ငိမ့်နဲ့နားထောင်နေကြတယ်ဒေါ်ရွှေမိုးလည်းရှင်းနေကြီးကမ်းပေးတဲ့တေတန်းစာကိုယူလျက်အခုလိုဆောင်ရွက်ပေးတဲ့ရှင်းနေကြီးကိုကျွန်မကျေးဇူးတင်ပါတယ်ကျွန်မခင်မိုးမှာကြားခဲ့သလိုဆောင်ရွက်ပါမယ်လို့အားလုံးကိုတက်တည်ပြုပြီးဂတိခံပါတယ်ကဲအဲ့ဒါဆိုပြန်မခွင့်ပြုပါအောင်သခင်မကြီးကောင်းပါပြီသမီးလေဧည့်သည်တွေကိုလိုက်ဖို့ကြရအောင်မမေကရေးလက်ကိုဆွဲကင်ကဧည့်သည်တွေကိုအိမ်ဝါထိလိုက်ဖို့ရန်ပြင်လိုက်လေတယ်ကိုစီစုယုံထွက်သွားလေတော့လူများကိုငေးကြည့်ရင်ဒေါသတွေပြည့်ရှံကစိတ်တိုနေသူကကျိမ်းပါပဲအဖိုးကြီးတေသွားတာတော့တေတန်းစာရေးပြီးတေရတယ်လို့ဒီလောက်ထိစစ်စစ်ဆက်ဆက်လှုပ်သွားလိမ့်မယ်မထင်တော့ဘူးဒီလိုနဲ့ငါအားလုံးဆုံးရှုံးလိုက်ရမှာလားမတရားဘူးခွင့်မပြုနိုင်ဘူးငါတခုခုကြံမှဖြစ်တော့မယ်ကနာမငိမ့်သောမြေဝန်းများနဲ့ကြံရမရဖြစ်နေမိတယ်လက်နှစ်ဖက်ကိုတင်းတင်းဆုပ်လျက်အိမ်တော်အပေါ်တက်သို့တက်လိုက်တယ်အိမ်တော်ဤလာတာဆောင်မှာရင်းကိုကြောပေးရက်နေလေတော့သခင်မိမှုကိုတွေးလိုက်ရတယ်ရုပ်ချင်းဆိုသလိုအကြံတချို့ပေါ်လာပြီးရဲဤမြေဝန်းများအယောင်တောက်ပလာခဲ့တယ်ခြေလန်းခပ်ပွားနေလျက်အကိုဤခါကိုလှမ်းဖက်လိုက်တယ်တုံးမှလေအကိုဘာတွေတွေးနေရလဲချိုလင်မီဖြစ်ချွဲနေသောအတန်ရှင်ကြောင့်ထိုသူကရင်းဆိုတာသူသိလိုက်ရတယ်ရုတ်တရက်ကြီးဖက်လာတာကြောင့်သူကပြားကရလက်ကိုခွာလျက်မျက်နှာချင်းဆိုင်လိုက်တယ်အနီးအထိုင်စင်ញစမ်းရင်ဒါအိမ်တော်မှာနော်သူများတွေမြင်မကောင်းဘူးကွာသိရလားအန်ချိတ်ကသူကဆူလိုက်တာကြောင့်သူမကဇက်လေးပုတ်ကအကိုကလည်းရင်းကဒီအတိုင်းအကိုကိုနှုတ်ဆက်လိုက်တာပါအဲ့လောက်လည်းလက်မသွားပါနဲ့ဘာလဲရင်းခုလိုလုံးနေရရင်းမြင့်သွားတာဆိုလို့မဟုတ်လားရင်းစကားကြောင့်သူ့မျက်နှာတိတိတတာပြက်ကမဟုတ်တာတွေထပ်မပြောရင်ကောင်းမယ်ရင်းကဖြစ်နေတာကိုပဲပြောနေတာအေးပေါ့လေရွှေဆိုင်တခင်မာလေးရဲ့လျှာထားခံရတဲ့ကြည်ရန်လောင်းလျှာဆိုတော့လေအကိုအခုလိုဖြစ်တာမဆမ်းပါဘူးအေဒီအေးဆက်ပြောနေလေတော့သူမစကားတို့ကြောင့်သူမျက်မှောက်ကျုပ်လိုက်ပြီးမင်းရွက်ပြောနေရမတော်နိုင်သေးဘူးလားရင်တကယ်ဆိုအဲ့ကိစ္စကိုနဲ့ဘာမှမဆိုင်တာပြီးတော့သူ့ကျင်ရတော့ကအကိုဘာလို့အထီးကျပြောထားတာမဟုတ်ဘူးအဲ့လိုဖြစ်လာရင်လေလက်ခံမှာမဟုတ်ဘူးငါမိမတယောက်ရဲ့အရွေးချယ်ခံဖြစ်လာစေရကိုမလို့လားက
ခမင်းတန်တွေရောထွေးနေလေတော့သူ့စကားတွေအစုံအတိတ်ပဲပါပါပြုံးမိသူကရင်အဲ့လိုစိတ်လေးကြောင့်အကုတ်ကိုရင်းတဘောကြတာနေရတာအကိုစိတ်ကိုရိမ်နာလဲပါတယ်ဟုတ်ပါတယ်လေတကယ်ဆိုရေးရကျင်ရတော့ကနေကဘာလင်းလဲဖြစ်နိုင်တာပဲတီးရတိုင်းအကိုညီကရေးကိုစိတ်ဝင်စားနေရလေရေးကလည်းအဆက်တော်မပြတ်ပဲနဲ့ပပါဆိုပြီးတော့တက်တက်လှုပ်နေတာဟွန်းတကယ်လိုက်ဖက်ပါပြီဂျိန်းစကားကသူ့၏နှလုံးသားကိုလှုပ်ခတ်သွားလေတယ်ထိုစကားကဘာကြောင့်သူ့ရင်ကိုနာကျင်စေရတယ်လဲနှကန်းကိုမတိမတာကိုက်လိုက်ပြီးတူဝင်နေသောမျက်ဝန်းတွေနဲ့သူ့ဆုံးအားနေမိတယ်တကယ်လို့သာနေကဘာလေးနဲ့ရေလက်ထပ်ဖြစ်သွားရင်သိချတယ်သူတို့နှစ်ဦးကအချမ်းသာဆုံးနဲ့အလိုက်ဖက်ဆုံးတွဲတွေဖြစ်လာပြီးတော့အများတကအားကြငိမ့်မောလာလိမ့်မယ်အကိုသိတယ်မလားအကိုမိဘတွေရဲ့ပိုင်ဆိုင်မှုကရေးရဖေဖေချမ်းသာကြွယ်မမှုရဲ့သုံးဖို့တပုံတော့မရှိဘူးမဟုတ်လားမင်းပြောချင်တာပါလေသူမကိုမျက်ဝန်းရေးရေးကြီးဖြင့်ကြည့်ကသူမေးနေမိတယ်သိချတယ်ဒီစကားတွေကအကိုဤမခံချင်စိတ်ကိုနှုတ်ဆွနိုင်တယ်ရင်းပြော်သွားပြီအကိုကပြိုင်ဆိုင်ရှားတဲ့တထေးကြီးတူဖြစ်ချင်တာမဟုတ်လားကျင်းလေအကိုရဲ့ရည်ရွယ်ချက်ကိုအခုထိမမိနေရဲ့အဲ့ဒီအိမ်မက်တွေကိုပုံဖော်ဖို့အချိန်မီပါသေးရဲ့ဒါပေမဲ့ရင်းရဲ့ကြံပေးသလိုအကိုလိုက်နာနိုင်ဖို့တော့လိုတယ်သူခဏတာတေဝေသွားနေမိရဲ့သူမစကားကိုသူလိုက်နာသိသလားဘယ်လောက်ထိတေချာနေလို့သူမရကုတ်ကဲ့သို့ပြောနိုင်ရတာလဲသူ့ကောင်းထဲမှာမေးခွန်းများစွာသူမင်းမိတယ်ကိုအခုချိန်မှာစိတ်တွေထွေနေတာပဲသိတယ်โอเคလေရင်းကလန်ချက်ကိုအကိုစိတ်အေးတဲ့ခါမှတေချာစဉ်းစားပေါ့ရင်းကအကိုအကျိုးမဲ့စေမဲ့ကိစ္စမျိုးတွေမလုပ်တတ်ဘူးဆိုတာအကိုယုံနေမလားအကိုသာလက်ခံလိုက်အကိုဘဝပါမကရင်းဘဝပါလုံးဝပြောင်းလဲသွားဖို့အာမခံနေဒါပေမဲ့အချိန်ကြာကြီးမဆွဲထားနဲ့နော်ဘယ်အရာမှမရရမသေးချဘူးဆိုတာအခုနားလေတယ်ဆိုရင်ပေါ့ပြီးတဲ့နောက်သူ့ကိုနှုတ်ဆက်ပြီးရင်းကထွက်သွားတယ်သူဟာလည်းအိမ်တော်ကြီးအဖြူရောင်လမ်းမကြီးကိုလမ်းကြီးကြည့်မိလိုက်တယ်အနက်ရောင်ဆန်တဲ့ရှည်ရဲ့အနက်ရောင်ခေါင်းဝင်ရှည်လေးပါလေထဲမှာဝဲလွင့်ကကြောက်တိမ်မှာမတ်တက်ရက်နေလေတော့ရေးကြီးပုံရိပ်လေးကိုသူငေးကြည့်နေမိတယ်ဟူးမင်းသာတာမန်မိန်းကလေးတယောက်ဆိုဘလောက်ကောင်းလိုက်မလဲခတ်တော်တော်လေးသူပြောနေမိတယ်သူစင်းနေလာတော့လေရင်ဟာမြေပြင်ပေါ်သို့စိုက်ကက်လာတဲ့ဆိုလီရင်ပဲခရီးဆောင်အိတ်ကိုသူခတ်မိမြန်ယူကဥစွာမြေပြင်ပေါ်သို့ခြိချမိတယ်နှာခေါင်းထဲသို့တိုးဝင်လာတဲ့မြေသိရနန်းကလည်းညင်နန်းပင်ပန်းနေတော့သူ့စိတ်ကိုလန်းဆန်းသွားစေတယ်နောက်ဆုံးတော့မွေးရမြေဖြစ်တော့မြန်မာနိုင်ငံစီသူပြန်လာနိုင်ခဲ့ပြီပီတိများဝေစာလေးရဲ့လေစိတ်စီတို့ခက်တက်တက်လျှောက်လာလိုက်တယ်လေစိတ်ရောက်တာနဲ့သူအားလာကြုံမဲ့သူကိုရှာဖွေနေမိတယ်ခက်လန်းလန်းကိုသူငေးကြည့်မိလိုက်တယ်အနက်ရောင်တီရှပ်လက်ရှင်နဲ့အသားရောင်ဘောင်းမီကိုတွဲဖက်ဝတ်ဆင်ထားလေတော့တပင်ပိုကေကိုတက်ရက်စွာဖိထားတဲ့အမျက်စမဲ့ကြနေတတ်သူချီရတော့တငယ်ချင်းကြီးကိုတွေ့လိုက်ရတယ်ဟဲ့အောင်သားကြီးမင်းထင်ရှာငါဒီမှာကွာဟိန်းထွက်သွားလေတော့သူ့အတန်းကြောင့်တငယ်ချင်းဖြစ်သူမင်းထင်ရှာကလှည့်ကြည့်လာတယ်ဝမ်းသာရင်ရန်ပေါ်လင်ကသူ့အနာပြေးလာတယ်ဟာသားကြီးမင်းကွာမတွေ့တာကြာလို့လားမသိဘူးအချက်တွေပို့ရှိပြီးတော့ပို့ချောပို့ခန့်လာတယ်သူ့ကိုဖက်လိုက်ပြီးခေါင်းအစချီအစုံကြည့်ကပြောလေတယ်ဒီကောင်ကြီးနဲ့ကွဲကွာခဲ့ဒီမှာ10တန်းအောင်ပြီးကလေးကဆိုတော့သူပြောတဲ့အတိုင်းနှစ်ရှည်ကြနေဒီမှာဟုတ်တာပဲလေမင်းလဲဘာထူးလို့လဲမူကင်းတူရဲ့အုပ်ပြီးကြက်ခိုင်တဲ့ခန္ဓာကိုညုံမောင်းတဲ့အသားရည်တွေနဲ့တက်ရက်ခညာနေလိုက်တာများဒါဘောကွာပြည်သူတွေဆန်ထားရမယ်လူရဲအုပ်ဆိုတော့လေအဆဆရရဂေယူဆက်ရမယ်လေအခုတလောအမတ်တခုစုံစမ်းနေလို့တိတ်တောင်မအားဘူးရဲ့ဒါပေမဲ့မင်းတို့လာကြုံရမှာမို့လို့ခွင့်ယူပြီးတော့ကိုလာတာပြည့်မရဲ့သူလဲ88ထိုးပေးပြီးပကုံးကိုအပြန်အလှန်ဖက်ကကားရှိရာစီလျှောက်လာခဲ့တယ်အခုလိုလာကြလို့ကျေးဇူးပါပဲကွာတငယ်ချင်းချင်းကျေးဇူးတင်ရမလို့ပါဘူးကွာဒါနဲ့အိမ်တော်တန်းမြတ်မလားကပါ no အိမ်တန်းမြတ်မယ်လို့တွေးထားရင်မင်းကိုအခုလိုတကူးတကား
လာကြုတ်ခိုင်းမလားကွာငါလှုပ်ရှားလေးတွေနည်းနည်းရှိလို့အိမ်မပြန်သေးဘူးအပြင်မှာပဲနေပြီးတော့ငါလိုချင်တဲ့အချက်လက်တွေစုဆောင်းရမယ်အချိန်နဲ့မှအိမ်ပြန်မယ်အင်းမမင်းသဘောပဲလေအဲ့ဒါဆိုလဲငါဆောင်မလိုက်နေပျော်တော့နေလို့ရတယ်ပြီးတော့မင်းကိစ္စအတွက်ငါအကူညီလိုသေးလားအမှန်ပဲမင်းရဲ့အကူညီလုံးဝလိုတယ်ထင်ရှားဒါကြောင့်လေမင်းကိုပဲဆက်သွယ်လိုက်ရတာဟုတ်ပါပြီကွာကဲအဲ့အကြောင်းနေနောက်မှတွေးရအောင်မင်းနားကြည့်ပြီမလားကားပေါ်တက်သွားကြမယ်ကောင်းပြီအဖေအောင်ဆလွန်းကားလေးပေါ်တော့သူတို့တက်လိုက်ပြီးလေစိမ့်မှထွက်ခွာခဲ့လေတယ်အင်းလျားကပောင်နဘေးကအေးဆိုင်လေးမှာသူတို့အနားယူပန်းဖြေကြရင်သူ၏ရည်ရွယ်ချက်အချို့နဲ့အချက်လက်အချို့ကိုလူရဲအိုဖြစ်သူတငယ်ချင်းမင်းထင်ရှားကိုပြောပြဖြစ်တယ်သူစကားကိုအလေးအနက်နားထောင်ပြီးနားထောင်နေတော့မင်းထင်ရှားကစကားအဆုံးသတ်မှမျက်မှောက်ကျုပ်လိုက်ပြီးနေရောကွာမင်းပြောတဲ့ဦးဝါဆိုတဲ့လူကမဟုတ်မှလွယ်ရောပြည်ဦးလွင်ကဒိတ်ဒိတ်ကျဲတထေးကြီးတော့မဟုတ်ပါဘူးနော်သူစကားကြောင့်နေကဘာလေးမြောင်အယောင်များတောက်ပသွားတယ်တစ်ဆက်တည်းမင်းအကဲကိုသိနေရလားဆိုပါတော့အဲ့ဒါထက်တထေးကြီးမှရွှေရိပ်ရှင်ဆိုတဲ့တူတဲ့တော့သမီးလေးတစ်ယောက်နဲ့ရှင်ရွယ်ရိပ်ဆိုတဲ့မွေးစားသမီးလေးလည်းရှိသေးတယ်မလားဟုတ်တယ်မိဘတုန်းကနေကအငယ်တို့မိသားစုကိုတည်သွားရတာလေတငယ်ချင်းဖြစ်သူစကားအဆုံးမှာသူလည်းခေါင်းတညိညိလုံနေလိုက်ပြီဟိုတလောကလူတတ်မှုတစ်ခုငါစုံစမ်းနေရလို့မြို့ငါပြောဖူးပါတယ်မဟုတ်မှလွယ်ရောအဲ့ဒီလူတတ်မှုကအငယ်တို့ရဲ့ပတ်သက်နေရလားတထေးကြီးဦးဝဘာနဲ့ဓာတ်ရဲ့ပတ်သက်တာမျိုးတော့မဟုတ်ဘူးကွာဟိုတိတိကျကျပြောရရင်တထေးကြီးရဲ့မွေးစားသမီးရှင်ရွယ်ရိပ်နဲ့ပတ်သက်နေခဲ့တာအမှုကကြီးကြတဲ့တက်တွေမရှိလို့သာငြိမ်နေရမိမယ်ကြံနေခဲ့တဲ့အပိုင်းအစလေးတွေအရာဒီလူတက်မှုကရှင်ရွယ်ရိပ်နဲ့ကိုက်ညီမှုရှိနေတယ်ငါလည်းသူမကိုနောက်ရောက်ခံလိုက်နေရကြာနေပြီနောက်ပြီးသူမကလူတက်မှုနဲ့ပတ်သက်နေုံတွေမကဘူးပြည်ဦးလင်ကလူစိုးကိုင်းတစ်ခုနဲ့ပါပတ်သက်မှုရှိနေတယ်အဲ့ခိုင်ကစီးပွားရေးလုပ်ငန်းရှိဆိုတဲ့မျက်နှာဖုံးကိုတက်ထားပြီးတော့မကောင်းတာတွေလုပ်နေတဲ့ဂိုင်းကွာပြီးတဲ့အတိုင်းငွေရကောင်းတော့ဘယ်ရမဆိုတက်တည်ပြီးအောင်ဆောင်ရွက်ကြတယ်မပြောနိုင်ဘူးဦးဝဘရဲ့မတော်တဆတည်ဆုံမှုကရှင်ရွယ်ကြီးနဲ့ပတ်သက်နေမလားပဲမင်းထင်ရှားကသူဤထင်မြင်ချက်ကိုပြောတယ်သူလည်းအန်ကျိတ်လျက်ဒါသာအမှန်ဆိုရင်ငါသူမကိုခွင့်လို့မှာမဟုတ်ဘူးထင်ရှားဒီအမှုကိုငါစုံစမ်းမှဖြစ်တော့မယ်မတရားလောက်ကြံခံရတဲ့အငဲ့အတွက်ကောငါချစ်ရတဲ့မမရဲ့ငိုခဲ့ရတဲ့မျက်ရည်တွေနာကျင်ခြင်းတွေအတွက်ကောသူမပြတ်ပြီးဆက်ရမယ်အဲ့ဒီအတွက်မင်းရဲ့အကူကြီးတေချာပေါက်လို့တယ်အဲ့အတွက်တော့မပူပါနဲ့ကဘာယာငါကိုယ်တိုင်ကလည်းမတရားတာမှန်သမျှတမာကြကြသဘောကြကြဖော်ထုတ်ပြီးဖန်ဆီးခြင်းနဲ့ပြည်သူရဲတယောက်ပါမင်းနဲ့ကပန်းနဲ့ညင်တူတာတီးရတော့ငါလည်းဒီမှုကိုဖော်ထုတ်ဖို့အားရှိသွားတာပေါ့ကွာမတရားမှုဆိုတာကြကြရက်တီလေးမရှိဘူးဆိုတာသူတို့သိစေရမယ်ကွာတငယ်ချင်းတွေရောယုံကြည်ချက်ပြည့်စွာပြုံးလိုက်ကြပြီးအပြန်အလှန်အားပေးကြရင်ဖြင့်ရည်တယောက်ပြည်ဦးလင်မှာတလားတတိနေခဲ့ပြီးတဲ့နောက်တင်နန်းစာမေးပွဲကိုအကြောင်းပြကပြန်ကုန်တော့ပြန်လာခဲ့အမှန်ဆိုဖဖေးငွေသက်များပြည့်နေလေတော့ဆိုင်တော်မှာရေးမနေခြင်းမှာအိမ်တော်မှာနေလေဖဖေးကိုပို့လန်းလေပဲမို့မမေကိုအကျိုးကြောင့်ပြောကထွက်လာဖြစ်ခဲ့တယ်မမေကနားလဲပေးနိုင်သူပြပြရေးကိုခွင့်ပြုခဲ့ရတယ်ရေးလဲရန်ကုန်ကိုရောက်နေခဲ့သည်က3-4ရက်ကြာနေပြီဖြစ်တော်လေအခန်းအောက်လိုက်စိတ်ပြေလက်ပြောက်ခြံနဲ့လမ်းလျှောက်လိုက်နေတာအချိန်ကုန်ခဲ့တယ်တနေ့အခန်းထဲမှာသုံးမွေးထိုးနေခိုင်းဗီဒီယိုကောတစ်ခုဝင်လာလေတယ်ဟင်ပပစီရပဲအခုတလောဖဖေးကိစ္စကြောင့်စိတ်တွေရှုပ်ထွေးနေတာပပနဲ့စကားပဲမပြောနိုင်ဘူးပပကလည်းအလိုက်တိရှာတယ်ရေးကြီးအချိန်ကိုအတင်းမယူခဲ့ရေးအတွက်ခွန်အားဖြစ်စေမဲ့စာများအတန်ဖိုင်များသာအဆက်မပြတ်ပို့ပေးခဲ့တယ်ဒီနေ့တော့ထူးထူးခြားခြားဗီဒီယိုကောခေါ်နေတယ်ရေးလဲစကားပြောရဲ့အစီအပြေအောင်မို့ဖုန်းလေးကိုကောက်ကန်လိုက်တယ်ဖုန်းစကရင်ပေါ်ကမပြောင်းလဲလေတော့ပပအပြုံးတွေကိုရှေ့ဦးစွာရေးမြင်လိုက်ရပါတယ်
တီရှပ်ဖြူရောင်လက်ရှိဖြင့်ကြည်ကောင်းနေလေသောပပကဟိုင်းမမဒီနေ့အားလားအားလို့မင်းနဲ့စကားပြောနေရပါရေးကသုံးမေးထိုးရင်းပြောလိုက်တယ်သူကတော့ရေးကိုမေးထောက်ငင်းနေရင်မှဒါဆိုကျွန်တော်လေမမရဲ့အတွက် surprise တစ်ခုဖန်တီးထားတယ်အဲ့ဒီ surprise ကိုမမကိုလက်ခံစေချင်တယ်တိလားအမှန်ထူးထူးခြားခြားဘယ်လို surprise မျိုးမို့ငါလက်ခံရမှာလဲမမသာကျွန်တော်ပြောသလိုလိုက်လျောကြည့်မမစိတ်တွေပေါ်ပါပြီးတော့လွတ်လပ်သွားစေရမယ်လို့အာမခံတယ်သူ့စကားအစုံမမကသုံးမေးလိတ်လေးကိုဘေးတို့ချကစိတ်ဝင်စားဟန်ဖြင့်တကယ်လားအဲ့ဒါဆိုပြောငါဘာလို့ရမှာလဲရန်ကုန်တပတ်ရှောက်လဲခြင်းလို့မမပြောဘူးတာကျွန်တော်မှတ်မိသေးတယ်အဲ့ဒီဆန္ဒကျွန်တော်ကဖြစ်စည်းပေးခြင်းလို့ပါမဖြစ်နိုင်တာမပြောစမ်းပါနဲ့ပါရဲ့အဲ့စိတ်ကိုငါမှရှိတာမှန်ပေမဲ့ငါတယောက်တည်းမလဲရဲဘူးပြီးရလေဒါကြောင့်ဟောဒီယာမောင်တော်ကဖြစ်စည်းပေးမယ်ပြောနေတာပေါ့မမကသာကျွန်တော်ပြောသလိုလိုက်လုပ်ပေးရုံရခက်ခက်ဖြစ်နေတော့သူ့စကားတွေကိုမမကစဉ်းစားနေတယ်မကြခဲ့ပါကောင်းပြီလေငါဘာလုပ်ပေးရမှာလဲအခုအဝိစာလဲပြီးတော့အိမ်ပြင်ဘက်ကိုထွက်လိုက်ပါလားလှလှလေးပြင်ခဲ့နော်မမအိမ်ပြင်ရောက်ရင်တက်စီတစ်စီးရက်ထားတာတွေးလိုက်မယ်အဲ့တက်စီဒရိုက်ဘာကမမကိုကြိုနေလိုက်မယ်အခုတော့အဝိစားလေအလှပြင်လိုက်နော်ကားပေါ်ရောက်ရင်ကျွန်တော်ဖုံးမြတ်ခေါ်ပြီဟုတ်ပါပြီဒီကောင်လေးဘာတွေလုံနေမှမသိပေမဲ့သူပြောတဲ့အတိုင်းရေးလိုက်လုံနေမိတယ်အိမ်ထဲအောင်ရီပြေးနေမဲ့အတူတူပပကိုယုံကြည်ပြီးအိမ်ပြင်ထွက်လိုက်ဒီကပိုကောင်းပြီဟုထင်မိရလေပြီးရဲ့နောက်သူပြောတဲ့အတိုင်းအိမ်အပြင်ထွက်လာခဲ့တယ်သူပြောတဲ့အတိုင်းအသက်60ကျော်တက်စီဒရိုက်ဘာကြီးကဖော်ရီစွာပြုံးပြကြိုးဆိုလေတယ်ဒီလေအတင်းဖွင့်မေးထားသောကားပေါ်တက်လိုက်ပြီးပပစီဖုန်းခေါ်လိုက်တယ်မမကားပေါ်ရောက်ပြီလားโอเคအားဆိုထိုင်ကုန်တော့လှည့်ကြည့်လိုက်ပါလားဘာလို့လဲကြည့်လိုက်ပါဆိုမမကလည်းဦးကြောင်ကြောင်ဖြင့်ထိုင်ရမထကနောက်တော့ကြည့်မိတယ်ဟဲအဖြူရောင်နှင်းစီပန်းစီကြီးပါလားရဲကြီးမြောင်ဝန်းလေးတွေကတောက်ပလာပြီးတပိတ်တပိုက်တော့နှင်းစီဖြူပန်းစီကြီးကိုယူလိုက်တယ်ပန်းတွေကိုအပတရနမ်းရှိုင်းလိုက်ပြီးဒီပန်းတွေကဘာစီစဉ်ပေးထားတာပဲလားဒါပေါ့မမနှင်းစီဖြူတွေသဘောကျတာသိရလေဒါကြောင့်မမပြောတော့စီစဉ်ပေးတာသဘောကျလားအရန်သဘောကျတယ်ပန်းတွေကိုတချို့ချို့နမ်းရှိုင်းရင်မမကဖြေလေတယ်မမကြီးစကားအဆုံးမှာကျင်းနဲ့စွာပြုံးနေခဲ့မိတယ်။ကျစီဦးလေးကြီးကမမကိုနောက်တနေရာခေါ်သွားပေးလိုက်မယ်။အဲ့နေရာမှာမမစားကျင်တာတွေလိုချင်တာတွေရှိနေလိမ့်မယ်။တကယ်ကြီးလား။အဲ့လိုနေရာမျိုးကတကယ်ရှိလို့လား။ရှိတာပေါ့မမရဲ့အဲ့ရောက်တဲ့အခါကျွန်တော်ဖုန်းခေါ်ပေးနော်။ဖုန်းလေးကဒီကနေကြာသွားတာနဲ့ကားလေးကညင်ကနေမောင်းထွက်လာခဲ့တယ်။စားကျင်တာတွေလိုချင်တာတွေရနိုင်တဲ့နေရာဆိုတာကြောင့်ရေတရောက်ရင်ကုန်စိတ်လှုပ်ရှားနေမိတယ်။ထိုနေရာရောက်လိုက်ရင်စပိုင်စီခေါက်ဆွဲဆက်ဆက်လေးစားရမယ်။ပြီးတော့အဆက်ပြေချောကလက်ရေခဲမှုန့်လေးရဲ့ပန်းကိတ်လေးရဲ့စားကျင်မိတယ်။အလားဆိုင်ပန်းအိုးလေးတွေလည်းဝယ်ရမယ်။ဒီလိုဟုတွေးထားမိတယ်။ထိုအတွေးလေးတွေနဲ့တင်ရေးပျော်နေမိတယ်။ကားလေးကကျုပ်ထွေးပင်နေတဲ့ကားလမ်းအတီးတီးကိုဖြတ်တန်းလာခဲ့တယ်။ပြီးရဲ့နောက်စိမ့်လန်းဆူပြေနေသောကံမောင်နားမှာရက်လိုက်တယ်။လူမကြီးသွားလို့တဲ့နေရာကိုရောက်ပြီအသိမှန်လာတဲ့ပတ်စံအိတ်လေးကိုထုတ်ပြီးဆက်ဆဲမှာပတ်စံမပါလာမှန်းရေးတတိရမိရဲ့သိလိုက်ဆန်ပတ်စံအိတ်မေးရတယ်လို့မျက်နှာငယ်လေးဖြင့်ဦးလေးကြီးကိုကြည့်လိုက်ပြီဦးလေးကြီးကားကလေစကားမဆုံးလိုက်ဟာရတယ်ကားကရှင်းစရာမလိုဘူးတူမကြီးရဲ့ရှင်းဘာလို့လဲရင်ကားကိုတူမကြီးရဲ့ကောင်လေးကရှင်းမပြီးသားပါဟာဦးလေးကြီးကလည်းသူကတမီးကောင်လေးမဟုတ်ပါဘူးနော်ကားကပေးစရာမလိုဘူးဆိုတော့လေပြီးတော့လေလိုက်ပုတ်ပေးလို့ကျေးဇူးပါနော်ချက်ကိုချက်ကန်ဖြင့်ရေးလဲကံမောင်လမ်းတစ်လျှောက်လမ်းလျှောက်လာတယ်ပပကနိုင်ငံသားမှမဟုတ်ဘူးလားဘလို့ဖြစ်ပြီးအခုလူတွေစစ်စစ်ပေးနိုင်ရတာလေဒီလိုဟုရည်တွေးနေမိစဉ်နှကောင်းထဲသို့တိုးဝင်လာသောရနံတစ်ခုကရေးဤစာလောင်မှုကိုနှိုးဆွားစေတယ်။မွေးလိုက်တာဟ
ဟိုဒီမျက်စိကစားကြည့်လိုက်တော့မိုးပဲရောင်ပူပေါင်းများဖြင့်အလှဆင်ထားသောစစ်သားခေါက်ဆွဲဆိုင်လေးကိုပေးလိုက်ရတယ်။လှမတရက်လှတော့ဆိုင်လေးကရေးဤစိတ်ကိုဆွဲဆောင်နေခဲ့တယ်။စဉ်းစားမနေတော့ပဲဆိုင်ထဲဝင်ထိုင်လိုက်တယ်။ရေးထိုင်ပြီးမကြာလိုက်ပါအငွေ့တစ်ထောင်တောင်ဖြင့်မွေးကြိုက်နေသောစပိုင်ခေါက်ဆွဲတစ်ပွဲကိုလာချပေးတယ်။ရေးလေအံ့ဩစွာဖြင့်တပွဲထိုးလေးကိုမော့ကြည့်မိတယ်။ဒါကမိန်းကလေးကကျွန်တော်တို့ဆိုင်အစ်စ်ကိုပထမဆုံးလာရောက်အားပေးတဲ့ customer ဖြစ်လို့စပိုင်စီခေါက်ဆွဲတစ်ပွဲကိုလက်ဆောင်ရတာပါခင်ဗျာ။လုံးဆောင်ပေးပါနော်။အလကားစားရမှာတကယ်ကြီးလား။ဟုတ်ကဲ့။ဝန်ထမ်းလေးစကားဆုံးမှာရေးပြော်သွားတယ်။ကန်ကောင်းလိုက်တဲ့ငါလေးပါလား။ဒီလိုဟုတွေးမိလိုက်တယ်။ပြီးရနောက်ဆာလောင်သောဘိုက်ကိုဖြစ်တင်းလိုက်တယ်။ပူဆက်ပြီးချိုသောအရသာလေးကရေးစားခြင်းနေသောအရသာနဲ့တထီရတယ်ဖြစ်နေတယ်။ပြီးရနောက်ကျေးဇူးတင်ကြောင်းပြောပြီးထိုဆိုင်လေးမှထွက်လာခဲ့တယ်။ဖုန်းကထမိလာတာကြောင့်ရေးကင်လိုက်ပြီး sorry နော်ပပငါဖုန်းခေါ်ဖို့မေ့သွားတယ်။အခုနငါစားကျင်နေတဲ့ခေါက်ဆွဲကိုအလကားစားလိုက်ရတယ်သိလား။အရန်ကောင်းတာပဲ။ပြီးတော့အပြင်ကိုလောလောနဲ့ထွက်လာတာပတ်စံပါမလာဘူး။ဟွန်းတော်သေးရဲ့။ဒီကားကရှင်းပြီလို့နောက်ပြီးကားနဲ့ပန်းစည်းအတွက်ကျေးဇူးပါပဲ။ဒါနဲ့ငါလက်ထက်ရောက်အောင်ဘယ်လိုစီစဉ်ပေးရလဲ။တိုးတက်နေတဲ့ခေတ်ကြီးမှာဒါလေးစီစီမို့လွယ်လွယ်လေးပါမမရ။ဒါနဲ့မမပြောရဲ့လား။ငါဒီနေ့ကန်ကောင်းနေတယ်လို့ခံစားရတယ်သိလား။မမရဲ့ပြုံးတွေကိုသူသဘောကျစွာနေမိတယ်။စကားတွေပြောလိုက်သဘောကျစွာပြုံးလိုက်နဲ့တခါတလေနှိမ့်ဝင်သွားတဲ့ပါးပြင်ပေါ်ကပချိုင်လှလှလေးကိုသူချစ်လိုက်ဒီမှာ။ပပငါပြောရကြားရဲ့လား။မမဤခဟာစကားတန်လေးကသူ့နာတယ်တိုးဝင်လာတာမို့ဗျာပြောလေမမစိတ်တွေပဲရောက်နေရလေခေါ်နေရလူကမောနေပြီဟီဟီဘာဖြစ်လို့လဲမမဟိုရှင်းမှာရေခဲမှုတ်ဆိုင်လေးတွေ့လို့ဩအေးမသွားစားလေမမပြီးမှဖုန်းခေါ်လိုက်ဖုန်းကကြသွားတယ်ရေးစကားတော့မဆုံးလိုက်ပါပတ်စံမမပါတာဘယ်လိုလုပ်ဝယ်ရေးပမလဲရေးလေဖုန်းကိုချလိုက်ပြီးပန်းတို့ရောင်စစ်တုပ်ထားသောရေခဲမှုတ်ဆိုင်တေးသေးလေးနာသွားလိုက်တယ်ကျွန်တော်တို့အိုက်ခရင်ဆိုင်မှာကြိုးဆိုပါတယ်ဗျဆိုင်တေးလေးဖြစ်တာမို့လို့ထူးခြားတဲ့ promotion လေးရှိပါသေးတယ်စန်နီယာတီးပြရုံနဲ့ကျိုင်းနေတဲ့ရေခဲမှုတ်တစ်ခွက်နဲ့တိတ်တစ်ခုလက်ဆောင်ရမယ့်အစီအစဉ်ရှိပါတယ်နော်စန်နီယာတီးပြရင်အလကားစားရမှာဟုတ်လားဟုတ်ကဲ့သိချပါတယ်မိန်းကလေးအိုးသိကောင်းတဲ့ promotion ပါလားဒါဆိုစမ်းကြည့်မလားမိန်းကလေးဟုတ်ကျွန်မစမ်းကြည့်မယ်အဲ့လေးကိုတင်းတင်းဆုပ်ပြီးအသိရှိနေတဲ့စန်နီယာလေးစီရေးသွားလိုက်တယ်စန်နီယာတီးပြရုံဖြင့်အလကားစားရမယ့်အခွင့်အရေးကိုဆုံးရှုံးမခံနိုင်ပါစိတ်ကိုဖြေလျှောလိုက်ပြီးရေးလက်ချောင်းလေးတွေကခလုတ်လေးတွေပေါ်ရွေ့လျာသွားတယ်အနေအမြင့်အတက်ကြတန်စင်အစုံလက်ခုပ်တန်တွေညံစီသွားတယ်ရေးလဲချက်ပြုံးလေးပြုံးပြီးရေးလိုချင်တဲ့ရေခဲမုံနဲ့ကိတ်လေးကိုရွေးချယ်လိုက်တယ်ကိုပိုင်အစွမ်းစားနဲ့ရလာသောအရာတွေကဒီလောက်တောင်ချုံမြိန်နေသည်တဲ့လားဆိုင်လေးတွေကထွက်လာပြီးရဲ့နောက်ပပစီကဖုံးဝင်လာပြန်တယ်မမရှင်းနာမှာထာဝရဆိုတဲ့အမည်ရှိတဲ့အလှပန်းဆိုင်လေးရှိလိမ့်မယ်အဲ့ဒီမှာမမလိုချင်တဲ့ပန်းအိုးလေးတွေတွားယူလိုက်ပါဒီလိုဆိုပြီးဖုံးကိုချလိုက်တယ်ပပဖုံးချသွားပြန်ပြီတစ်ဖက်ကပန်းစည်းကိုပေးလျက်ခလန်းလန်းလမ်းလျှောက်လာပြီးရဲ့နောက်ပပပြောတဲ့ထာဝရပန်းဆိုင်လေးကိုပေးလိုက်ရတယ်အယောင်သေးဆုံးသောပန်းလှလှလေးတွေကရေးဤစိတ်ကိုဖန်ဆာထားတယ်ရေးလဲလိုချင်နေသောပန်းအိုးတွေကိုရေးချယ်လိုက်ပြီးထိုပန်းဆိုင်လေးမှထွက်လာလိုက်တယ်စိတ်မှလည်းအလိုလိုပေါ့ပါကြည်နူးနေမိတယ်အိမ်ပြန်ရောက်တဲ့အခါမှာပပကိုကျေးဇူးတင်ကြောင်းပြောရမယ်ဒီကောင်လေးကြောင့်ရေးဤစိတ်ကိုယ်တွေကိုပုံဖော်နိုင်ခဲ့တယ်လေထပ်ပေါက်ရတော့လေရေးကိုအတင်းဆောင်နေတဲ့ကားဒရိုက်ဘာကိုတွေ့လိုက်ရတယ်ဟာဦးလေးကြီးရေးကိုစောင့်နေတာမဟုတ်တော့ပါဘူးနော်ဦးလေးကြီးကပြုံးလိုက်ရန်လူမကြီးကိုအိမ်ပြန်ပို့ဝေးကိုစောင့်နေရပါကားပေါ်တက်လေဟုတ်ရေးလေကားပေါ်တက်ထိုင်လိုက်တယ်ကားလေးကလည်းစိတ်ခိုင်းစရာမလိုအလိုက်ထိုက်ရစ်လျာနေပြီတယ်တကြီးထသွားသောကားလေးကို
သူငယ်ရင်ကြည်နူးပီတီဖြစ်နေခဲ့သည်ကသူပါပဲမမကြီးအပြုံးတွေကိုအသက်ပြတ်သွင်းခဲ့ရလိုက်သည်ကသူ့ဘဝအတွက်ကြီးမားသောအောင်မြင်မှုတစ်ခုလိုပါပဲမမပြောနေတာပဲမြင်ကျင်တယ်သိလားမမသာပြောမယ်ဆိုမောင်အသက်ပါလောင်းကြီးထပ်ပြရစီကျင်းနဲ့ဆိုအနှင်းမဲ့လူပါမမရဲ့နှလုံးသားကစကားတွေကိုမမတယောက်သိစေချင်ပါကဘာတငယ်ကြီးဖြစ်သူ၏အတန်ကြောင့်သူ့အတွေးစားတွေကိုရုပ်သိမ်းလိုက်တယ်ထင်ရှားကိုလက်ကြည့်လိုက်ပြီသူတို့တွေအားလုံးကိုဘောနဲ့ကောင်းကောင်းပေးခဲ့ရလားထင်ရှားပေးခဲ့ပါတယ်ဗျာသူတို့ကနောက်ကိုညီလိုရင်တောင်းပါတဲ့သူလည်းကျင်းနဲ့ဆိုတာပြောလိုက်တယ်ထင်ရှားကဒီရကိစ္စပြီးပြီဆိုတော့ပြည်ဦးလင်သွားဖို့ကိစ္စရောအခီးအတွက်ပြင်ဆင်ဖို့အချိန်တန်ပြီအဆောင်ပြင်ရအောင်တငယ်ချင်းဒီနေ့အတွက်မင်းကိုကျေးဇူးတင်တယ်ဒါကြောင့်တဝိုင်းပြုစုမယ်ကွာโอเคစကားတွေထဲမှာဒီစကားကိုငါကြိုက်ဆုံးပဲဟာဟာဟာထင်ရှားကအပတရရီမောနေတယ်သူလည်းပျော်ရွှင်မှုအပြည့်ဖြင့်ထင်ရှားပခုံးကိုဖက်လျက်ပန်းချံထဲမှထွက်လာခဲ့အိမ်လာတောက်ဆောင်ကဟိုရန်နာမှာသူခောက်တုတ်ခောက်ပြန်လျှောက်ရင်စိတ်တွေကလည်းတနာမငြိမ်ရောသားတွေကလည်းအထွတ်အထိပ်ရောက်လို့နေအိမ်ရှိတကားကိုလည်းသူခဏခဏငေးကြည့်နေရတာလေအမောပါပဲရွှေရရှင်မင်းတော်တက်တိကောင်းနေပါလားငါမပါပဲပြင်ကိုတယောက်တည်းရှောက်သွားတက်နေပြီပေါ့ပြန်လာပါစေဦးအန်ကိုတင်းတင်းကြိတ်လေးရဲ့အပြေရှာမရတဲ့ခံစားချက်တွေကသူမကိုစိတ်ပူနေတရားရောင်သူမပါပဲတယောက်တည်းရှောက်မသွားရတော့သူမကမနဲ့စောစောသူ့ကိုအတိမပေးပါပဲတယောက်တည်းထပ်သွားလေသူမဖေဆုံးလို့သူမဝမ်းနေနေတာကိုသူသိရပါသူဘလို့နှစ်သိပ်ပေးရမလဲမသိပေမဲ့သူမတယောက်စိတ်ထင်ရရှောက်သွားခင်သူမပေးချင်ပါအ ਨੇ ဆုံးတော့သူ့ကိုအတိပေးတဲ့နဲ့မဟုတ်ပါလားမအူမလဲကောင်းမလေးမို့အခြားသူတွေနဲ့မတူသူအထူးဂရုစိုက်ခဲ့ရတယ်သူများစကားကိုလည်းနားယောင်တတ်တယ်လို့သူမကိုစိတ်တိုင်းထွာနေကြလေရင်တော့သူမကပြုံးပြတတ်တဲ့လူစားမျိုးမဟုတ်ထိုလိုလူအားမလေးကိုသူစိတ်မပူပဲနေနိုင်ပါတော့မလားနိုင်ကိုကြည့်တော့ညနေ3 နာရီရှိကြပြီသူဒီတိုင်းမနေတော့ပဲသူမကိုလိုက်ရှာရမယ်အဲ့ဒါကြောင့်အင်းကြီးစင်ဝင်အောက်မှာအသင်းရှိနေတဲ့သူ့လက်ခရူစာကားနဲ့လေးပေါ်နေရယူမဲ့ဆက်စဲရုတ်တရက်မြင်လိုက်ရတဲ့ပုံရိပ်လေးကြောင့်သူမတ်တက်ပြန်ရဲလိုက်တယ်အဖေရောင်နှီးစီပန်းတပွေးတစ်ပိုက်ကြီးနဲ့ပျော်ရွှင်စွာအိမ်ထဲဝင်လာတော့ရေးကိုသူမြင်လိုက်ရတယ်အလှပန်းအိုးချင်းကိုလည်းလက်တစ်ဖက်ကဆွဲလာသေးတယ်လမ်းဆန်တက်ကြနေတော့သူမကိုသူမြင်လိုက်တော့သူ့စိတ်ထဲကဝမ်းသာသွားတယ်လို့ထိုခံစားချက်ကိုသူမြုပ်သိပ်ထားလျက်မျက်ခုံးတွေကိုတွန့်ကွေးလိုက်ပြီးသူမအားမျက်မှောက်ကြုံကြည့်နေလိုက်တယ်သူမကဘာမှမသိတော့အမွေအရာလေးနဲ့ဟာကိုဘယ်တော့မလို့လဲယင်ပေါ်ပါတက်လက်နေတဲ့သူမအတန်လေးကိုသူကြားလိုက်တာနဲ့မဲ့ပြုံလိုက်မိတယ်ကားတကားကိုစောင်းပိတ်လျက်ဟမ်မင်းကြည့်ရတာအပြင်မှာတော်တော်ပျော်ခဲ့ပုံပဲနော်ထားလိုက်ပါတော့ငါတွေးလွန်သွားတယ်ထို့တို့ပြောပြီးရေးကြီးအရှိမခက်တက်ထွက်လာခဲ့တယ်ရေးကသူဤခက်ကွာမှလိုက်လေတယ်အဲ့ဒီနောက်အိမ်ပေါ်ဓာတ်ဤလေကားတက်ကိုရောက်တော့ကျွေးချင်းကိုကခဏဘက်ထောက်လိုက်ရဲ့ရေးဘက်ကိုဆက်ကနေလှည့်ကရေးကိုလေးကိုတစ်ဖက်နေရဘက်ကိုကတ်လိုက်တယ်ရုတ်တရက်ဆိုသလိုသူ့အပြုံးမောကရေးကိုလန့်သွားစေတယ်အမေဖြည်းဖြည်းလောက်ပါကိုရရေလန့်သွားတာပဲရင်ဘက်လေးကိုလက်ဖြင့်ဖိကသူမကပြောလေမဟုတ်မလဲသူမကိုကြည့်ပြီးသူစိတ်မရှိနိုင်လေပါပဲမင်းကိုဘယ်ကနေပြန်လာတာလဲဘသူနဲ့သွားတွေ့ရလဲဒီပန်းကြီးကရောဘယ်ကောင်ပေးလိုက်တာလဲဆိုတာမင်းမပြောသေးဘူးလားယင်မဟုတ်မှလွယ်ကိုမင်းလေးနောက်နဲ့ချိန်ထိတာလားပြောရေးပခုံးတစ်ပတ်ကိုခတ်တင်းတင်းဆောက်ကမင်းကုန်းနဲ့ဇက်တိုက်ထုတ်နေတော့ကိုအားမြန်ဝဝိုင်းသားဖြင့်ဒီတယောက်ငေးကြည့်နေမိတယ်တရွေးကိုမြို့ချကရေးကိုအုံမိုးထားတော့ကိုအားမော်ကြည့်လျက်ရေးပခုံးနာရဲကိုလွတ်ပါဦးငါမေးတာရင်ပြေမနှက်ထေကမင်းမပြောမဆိုပဲပျောက်သွားတယ်အဲ့လိုလှုပ်လို့ငါစိတ်ရမ်းတုံနေတာသိရလားဟမ်ကိုမယာကိုလောက်မယ်ဘသူကမှဂယူးမဆိုင်တတ်တာမင်းစတိုင်လားပေးစက်အပန်စီအလကားအမိုက်တွေလွတ်ပြလိုက်တာပဲကောင်းတယ်
ကိုအဲ့လိုမလုပ်ပါနဲ့ရေးစကားမဆုံးလိုက်အတနန်တားနေသည်ကိုလည်းဂယုမဆိုင်တော့ကိုကရေးတဘောကြတဲ့ပန်းစည်းလေးကိုလေကားပေါင်ပြီးရိုက်လွတ်ပစ်လိုက်တယ်အဖြီအောင်ပွင့်ဖက်လေးတွေလေထဲသို့လွင့်ကျကုန်လေပြီနှမျောတက်တစွာရေးကြည့်လိုက်မျက်ရည်စတွေခုတ်တွဲလာတယ်ကိုမင်းရတွေရေးကုန်ဖြေမှာပါဒါကြောင့်စိတ်အေးထားပါနော်အဲ့လိုကြီးရေးအောင်မအောင်နဲ့ရေးမကြိုက်ဘူးအဲ့လိုမျက်လုံးတွေနဲ့ရေးအောင်မကြည့်နဲ့ရေးမကြိုက်ဘူးကိုပကုံးနှစ်ပတ်ဖီးဆုပ်ခံရ၍နာကျင်သည်ထက်သူ၏ဒေါသတကြီးအော်ဟစ်နေသောလေတံတွေရဲ့ဒေါသမီးတွေတောက်ပနေတဲ့မျက်ဝန်းရဲရဲတွေကြောင့်ရေးမျက်ဝန်းအိမ်မှမျက်ရည်များစီးကြလျက်ငါရှိမှငိုပြလေလေအပို့ပဲမင်းငိုပြလို့မင်းလောက်ရက်ကိုကြည်အေးပေးမဲ့ကောင်းနေတဲမှာငါမပါဘူးနော်ငါသိချင်တာအခုပြောစမ်းရွှေရှင်ရေမဟုတ်တာမလုပ်ပါဘူးလို့ကိုပြောပြီးသားပဲအခုကလည်းဘာကြောင့်ရေအပြင်ထွက်ဖြစ်တာနာထိုက်လေးတွေနေတော့ကရေးပြန်ပြောနေမိတယ်လက်ခုံပြေးမျက်ရည်တွေကိုလည်းလှုပ်လျက်ပေါ့ဘာလဲဒီပန်းစည်းကငါညီပေးရလို့တော့မင်းမပြောနဲ့နော်ဟုတ်တယ်ဆိုရင်ကောဘာမထီမဲ့မြင်သူရည်လျက်သူမ၏ထူးဆန်းသောစကားကိုသူမေးခွန်းထုတ်လိုက်တယ်ညီကနိုင်ငံသားမှနေတာကြာအောင်မဲ့မီနူးတစ်ဆောင်ကြားထားသည်ကိုသူမမသိရောသလားမင်းကောလာနောက်နေရလားညီကကိုဒီနိုင်ငံသားမှရှိနေတာမင်းတို့ဘာကိစ္စနဲ့ပန်းစည်းလာပေးရမှာလဲရေးစကားကိုမယုံရင်ပပအောင်မေးကြည့်လိုက်လေပပရေးကိုဒီပန်းနေမကဘူးစိတ်တွေညစ်ပြီးတော့လေလွင့်နေတဲ့ရေးကိုသူတက်နိုင်တဲ့ဘက်ကစိတ်ပြောင်းဖန်တီးပေးခဲ့သေးတယ်ကိုလိုတခါမှမဟုတ်ခဲ့ဘူးတခါမှငေါ်လည်းမလုပ်ဘူးဝေးနေခဲ့ရတော့အရေးတကြီးနဲ့ရေးကိုဂရုစိုက်ပေးခဲ့တယ်ကတော့အားပေးဖို့နေနေတာအချိန်တိုင်းအပြစ်တင်တယ်အချိန်တိုင်းဆွဆွဲတယ်ရေးသဘောကျတဲ့အရာမှန်သမျှဖြတ်စီးပစ်တယ်ကိုမျက်လုံးနဲ့ရေးရအဲ့လောက်တောင်တန်ဖိုးမဲနေပြီလားယင်တကယ်စိတ်ပြတ်မိတယ်သိလားသူအားစိတ်ပြတ်စွာကြည့်နေတော့မျက်ရည်စတွေဆွချွဲနေတဲ့မျက်ဝန်းတွေကိုသူမြင်လိုက်ရတော့သူ့ရင်တွေအောက်လိုက်တာများငါဘာဖြစ်တာလဲသူမကသူ့အားတွန်းထိုးလိုက်ပြီးငိုအားပြေးထွက်သွားလိုက်တယ်ရေမိရက်လိုက်နော်ငါပြောလို့မပြီးသေးဘူးသူ့စကားတွေကအချင်းနီးတာရေးကအခန်းတကားကိုအမြန်ပိတ်လျက်သူ့ခြေလမ်းတွေကိုတာစီလိုက်တယ်ပူလောင်ပြီးမွန်းကျက်လုံးတဲ့သူ့စိတ်တွေရေးပြောခဲ့သောစကားတွေကိုထက်ကတလဲလဲကြားရောက်ပြီးစိတ်တိုးစွာဖြင့်အနီးနားရှိနေရန်ကိုအားကုန်ထိုးလိုက်မိတယ်အရေပြားတွေဆုပ်ပြဲပြီးသွေးတွေစီးကြခဲ့တဲ့တိုင်အောင်သူ့ရင်ထဲကနာကျင်မှုနဲ့အလားလားမှမဆိုင်ထိုနာကျင်မှုကပိုဆိုးနေတယ်နေကဘာလေးကရေးကိုစိတ်ဝင်စားနေတယ်မဟုတ်လားအဲ့လိုပဲရေးရလေဘာနဲ့သူတို့နှစ်ယောက်သာလက်ထပ်ဖြစ်သွားရင်သိချတယ်ပြိုင်ပတ်ကင်းပြီးနက်ဖက်တဲ့ဇုံတွေဖြစ်သွားကြမှာအများတကတော့အားချနေတော့မှာပဲဒီလိုဆိုတော့ရှင်တွေရိပ်ဤစကားများကိုလည်းသူပြန်ကြားမိပြန်တယ်မနာလို့စိတ်တွေအရှုံးမပေးလို့သောစိတ်တွေသူ့စိတ်ထဲစုံမိုးနေပြီအန်ကိုကြိတ်လျက်သူ့ဘောင်းမီအိတ်ကက်ထဲမှာဖုံးမိတန်ကြားလိုက်ရ၍ထုတ်လိုက်မိတယ်ဒီဖုံးနံပါတ်ကရှင်တွေရိပ်ဤဖုံးနံပါတ်ဖြစ်နေတာမို့သူကင်လိုက်ပြီးမင်းဖုံးဆက်လာတာနဲ့အတော့ပဲငါမင်းပြောတဲ့ကမ်းလှမ်းချက်ကိုနားထောင်ခြင်းနဲ့ငါပြိုင်ဘက်ကင်းပြီးအောင်မြင်တဲ့လူဖြစ်ခြင်းနဲ့ရေတစ်ဖက်ကသူဤစကားကြောင့်ရေဤနှက်ခမ်းတွေလှပစွာတွန့်ကွေသွားတယ်ကောင်းပြီလေဒါဆိုရိမ့်နဲ့ကိုတွေ့ကြရအောင်ရိမ့်လိပ်စာပို့ပေးမယ်အဲလိပ်စာအတိုင်းရင်းကိုလာတွေ့လေโอเคဖုန်းကိုလင်းမြစွာချလိုက်တော့သခင်မင်းမူကြီးပုံစံကြောင့်သူတခုခုဖြစ်နေမှရိမ့်တယောက်ရိမ့်မိတယ်နောက်ဆုံးတော့ရိမ့်စင်းစားလေတော့ဖြူဟာတဲ့အကိုဝင်လာပြီပေါ့ဒီလောက်ထိမြင်မြန်လက်ခံလိုက်ရတဲ့အကြောင်းရင်းကဘာကြောင့်လဲဆိုတာရိမ့်သိကျင်စမ်းပါရဲ့သူတို့နှစ်ဦးပြင်ဦးလွင်တော့နက်နက်စောစောရောက်ခဲ့လေတယ်မြေခိုးတွေဝေနေလေတော့တောင်ပေါ်ရှိမွေလိမ်မိတ်ကောက်လမ်းမကြီးထက်
မြေကိုတွေဝေလီနေတော့တောင်ပေါ်ရှိမွေလီမွေကောက်လမ်းမကြီးထန်၌စုံစံခီးဆက်ကြပြီးတဲ့နောက်ထင်ရှားကကားတင်ချိုင်းစီတို့သူ့အားခေါ်လာခဲ့တယ်။ထိုနေရာတော့ရောက်တာနဲ့သူတို့လည်းကားပေါ်မှာဆင်းလျက်ထိုဝင်းအတွင်းသို့ခြေချလိုက်တယ်။ဟောလူရောက်တို့ရောက်လာကြပြီလားဗျ။အသက်30ကျော်အသားညညောခေါဝဝလူတအိုကအပြုံးများဖြင့်ကြိုဆိုနေတယ်။ထင်ရှားကလည်းရောက်နေတာကြာပြီလားနေတယ်မကြသေးဘူးရှစ်တင်လေးပါပဲဒါနဲ့သူကဟုတ်တာခမောက်မိတ်ဆက်ပေးအောင်မယ်သူကကျွန်တော်ပြောမှုတဲ့သူလေနေကဘာလင်းနဲ့ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဗျာကျွန်တော်ကပြည်ဦးလင်ရဲ့နေရဲရဲမှုကြော်ဆောင်ဝင်းပါဟုတ်ကဲ့လေးစားပါတယ်ရဲမှုထင်ရှားကရဲမှုရဲ့တမတမက်ကြကြပြည်သူတွေအပေါ်ကာကွယ်ဆောက်ရှောက်ခဲ့တာတွေကြားဖို့ပြီးသားပါအခုလိုကျွန်တော်စုံစမ်းကျင်တဲ့အမှုအတွက်အတက်တရောပါဝင်ပြီလို့ကျေးဇူးတင်ပါရဲ့ဗျာကျေးဇူးမလိုပါဘူးကိုနေကပါလင်းရဲ့ကျွန်တော်ကပြည်သူတာဝန်ထမ်းဆောင်နေတဲ့ရဲရရှိတယောက်ပါကျွန်တော်တာဝန်ကျရမျိုးလေးမှာအခုလိုဒုစရိုက်သမားတွေတောင်းကျမ်းနေတာမလိုလားဘူးဗျသူတို့အမြန်ဖော်ထုတ်ဖမ်းနိုင်မှာစိတ်အေးရမှာကဲလာကြဗျာလူရဲကိုကြည့်ကျင်တဲ့အချက်လက်တွေအထဲမှာရှိတယ်နားလက်တက်ကြွနဲ့ကာဝက်ရှော့ဆရာလည်းခေါ်ထားတယ်သူကခမရတို့တိလို့တဲ့အဖြေကိုပေးလိုက်မယ်ကောင်းသားပဲသွားကြမယ်အဲ့ဒီနောက်တထေးကြီးဦးရောပါအစည်းတံဖြစ်ခဲ့တော့ကားအားစစ်ဆေးလိုက်အချက်အလက်တွေကိုမှတ်သားလိုက်နဲ့ရုပ်ချင်းဆိုသလိုအလုံးရှုပ်သွားလိမ့်တယ်မကြလိုက်ပါသူတို့လိုချင်တော့မတင်ငါစရာအချက်လက်များကိုပေးလိုက်ရတယ်ဒီမတော်တဆမှုကိုထင်တဲ့အတိုင်းပါပဲလားထင်ရှားကမှတ်တမ်းတင်စာအုပ်ကိုတပွဲပေါ်တင်ကပြောလိတယ်သူလည်းတပင်းခတ်တဲ့ချကဟုတ်တယ်ထင်ရှားအန်ကဲလိုအဆဆရရဂီယူဆိုင်တက်သူကအခုလိုလက်လွတ်စပယ်တေဆုံးသွားတာငါလည်းမယုံခဲ့ဘူးအခုတော့ကွာမတမာသူကသူ့ကားဘရိတ်ကျိုးကိုတေတေချာချာဖြတ်ပြီးတော့အကွက်ကြကြစီစဉ်ထားတာသူကဘသူလဲသူ့နောက်ွယ်မှာဘသူရှိလဲဆိုတာစုံစမ်းဖို့တော့လိုပြီသူ့ကိုကျွန်တော်မှန်းချက်မလွယ်ဘူးဆိုအဲ့ဒီလူကရွှေအိမ်တော်တွေကအတင်းလူပဲဖြစ်ရမယ်ရဲမှုကောက်ချက်ချတာကိုကျွန်တော်လည်းလက်ခံနေဗျဒါဆိုအဲ့အမှုအတွက်ရွှေအိမ်တော်တွေကိုငါတို့ဝင်မဖြစ်မယ်ကပါခဏင်းမြမောင်းကျုပ်ထားလေတော့သူကလေးနဲ့တော့ဟန်ပန်ဖြင့်ရွှေနော်တွေကိုဝင်ပြီးစုံစမ်းဖို့ကငါတောင်းဝင်ထားလိုက်ထင်ရှာအကယ်၍ငါတို့တွေပေါ်တင်ကြီးစုံစမ်းမယ်ဆိုတရားခံကိုပြေးပေါက်ပေးလိုက်တာနဲ့အတူတူပဲဖြစ်သွားမယ်ဒါကြောင့်လူအများကြီးမလိုဘူးထင်ရှာမင်းပြောတာလည်းဟုတ်တယ်ပြီးတော့မင်းနဲ့လည်းအိမ်တော်ကလူတွေတီးကြတော့ပိုစင်ပြေတာပေါ့ကွာတခုပဲမင်းပြန်လာတာမင်းကလူတွေတီးသွားလိမ့်မယ်အဲ့အတွက်မပုံနဲ့ငါမှအစီအစဉ်ရှိပြီသားပါကောင်းပြီလေမင်းလုံနိုင်မယ်လို့ငါယုံနေကပါတင်ချောင်းကသူ့ပခုံးကိုပြီးဆုပ်လျက်အားပေးရပြီးတဲ့နောက်သူတို့တွေတာဝန်ကိုစီခွဲရလူစုခွဲလာကြတယ်ဘာပြောလိုက်တယ်ရေငါရွှေရဲရှင်းကိုလက်ထက်ရမယ်ဟုတ်လားဒါကသူထိုစကားကိုစက်မပြောနိုင်ခဲ့သူ့စိတ်ထဲမှာအပူလုံးကြီးဆွတ်တက်လျက်ဝမ်းနဲ့ဝမ်းသာခံစားချက်ကြီးကဂိမ်းအောင်နေပြီတယ်။ရင်းကိုကြည့်လိုက်တော့လေထိုစကားအတွက်ဝမ်းနဲ့ပူဆွေးခြင်းမရှိတည်ငြိမ်သွားအေးဆေးနေတယ်။ဂျားတွေကနားမလဲနိုင်သူကသူ့ကိုယ်တိုင်ပဲ။ရင်းကချက်တော့ကိုချိတ်လျက်လက်ကိုပိုက်ထားတယ်။သူ့အားစူးရဲစွာစိုက်ကြည့်လျက်ရင်းစကားကိုနားမလဲရလားမယုံနိုင်ဖြစ်နေရလားအကိုရင်းတီလို့ပြောတာအကြောင်းမဲ့တတ်မဟုတ်ဘူးအကိုပဲနောင်ဖြစ်လာမယ့်အနာဂတ်ကိုတေချာစဉ်းစားကြည့်လိုက်စမ်းမအောင်အကိုမိဘတွေစီကရောက်မဲ့အမွေဆိုတာချွေးရှင်ပိုင်ဆိုင်မှုရဲ့အစွန်အဖျားတော်မမီဘူးအကယ်၍နေကဘာနဲ့ရေးတာလက်ထပ်သွားကြည့်တပါကသူ့ကျွမ်းကျင်မှုကိုအတုံးချပြီးတော့ဒိတ်တိတ်ကျချမ်းတော်မြင်းနဲ့လူဖြစ်သွားမှာအကိုကတော့သူ့နောက်လိုက်တာဖြစ်သွားမှာအကိုလိုချင်လို့လားတကယ်ဆိုအကိုကအကြီးသူကငယ်ဥဆောင်စရာရှိရင်အကိုကတော့ဥဆောင်တင်တာမဟုတ်ဘူးလား
ဒါကြောင့်ဒီလိုအခွင့်အရေးမျိုးကိုလက်မလို့သင့်ဘူးနေကဘာနိုင်ငံခြားကပြန်မလာသေးခင်အကောင့်တွေဖော်သင့်နေရင်းကြားထားတာရှိသေးတယ်ကဘာကနိုင်ငံခြားကပြန်လာပြီးချင်းမိဘဆောင်ရနဲ့ရင်းကိုတောင်းဖို့စီစဉ်ထားတယ်တဲ့ရှင်ရဲ့ရိပ်စကားဆိုဒေါသမြောင်ဝန်းနေဖြင့်သူမအားသူစိုက်ကြည့်မိတယ်တော်တော့ရိပ်မင်းစကားတွေဒီမှာတည်းရက်တာကောင်းမယ်ငါအဲ့လိုအောက်တန်းကြတဲ့လောက်ရမျိုးဘယ်တော့ခါမှလုံးမှာမဟုတ်ဘူးရွှေရိပ်ရှင်ကိုအတုံးချပြီးတော့တိုက်တူးမဲ့အလုပ်မျိုးငါမလုပ်ဘူးကွာမင်းကအထင်သေးတာလွန်သွားပြီငါယောက်ျားငါ့ကိုငါပဲအားကိုးတယ်ငါအောင်မီရဲ့အတွက်ငါကိုယ်တိုင်ပဲကြိုးစားမယ်မချစ်မနစ်တတ်တဲ့လူတယောက်ရဲ့ဘဝကိုခုတုံးလုပ်ပြီးတော့သူ့ပစ္စည်းကိုမလွတ်ယူဘူးပြီးတော့ကိုချစ်သူတယောက်လုံးကိုတပားသူ့လက်ထဲကိုအရဲလောက်တဲ့မင်းစိတ်ကိုငါအရဲအောင်မိတယ်မင်းနဲ့ငါစကားထပ်ပြောစရာမလိုတော့ဘူးထင်တယ်ခွင့်ပြုပါအောင်ထိုနေရာမှာသူဆက်ပြီးနေဖို့မလိုတော့ပြီသူမကိုကြောက်ခိုင်းထပ်သွားခြင်းမိတဲ့အထိသူ့စိတ်ထဲဒေါသထွက်နေမိတယ်ယောက်ျားတစ်ယောက်ရဲ့မာနကိုအထင်သေးလုံးနဲ့သူမကိုသူယုံမိတယ်သို့တော့ဂျိန်းကသူ့နောက်ကျောင်းမှာသူ့ခေါင်းကတ်တင်နေဖတ်ထားလေရဲ့နေပါဦးကိုရဲ့ဂျိန်းစကားကိုအဆုံးထိနားထောင်ပေးပါဦးမလိုတော့ဘူးရဲ့မင်းသဘောထားကိုငါကောင်းနားလည်သွားပြီသူမလက်ကိုသူဖြေချပေမဲ့သူမကဆက်ဆုပ်ကင်ထားတယ်ဂျိန်းကုလို့ပြောနေတာကအကြောင်းရှိတယ်ဆိုတော့အကုန်ယုံမလားတကယ်တော့အကြောင်းမဲ့တက်အကိုရိတ်တောင်းဆုံးမှာမဟုတ်ဘူးအကိုသိရလားတကယ်တော့လေရွှေရှင်ရဲ့အဖေဦးလေးဩဘာကတက်လူပါဝါခဲ့တာအစကရွှေအိမ်တော်မှာရှိတဲ့ပစ္စည်းဥစ္စာတွေကဂျိန်းဖဖေလည်းပိုင်တင်တာအရင်တခင်ကြီးကလည်းဂျိန်းဖဖေကိုသူ့သားအရင်နဲ့မချချစ်ခဲ့သူပါသူဆုံးတော့ဦးလေးဩဘာနဲ့ဖဖေကိုအတူတကွပေါင်းစည်းလောက်ကင်ဖို့ဂတိတောင်းခဲ့တယ်ဒါဦးလေးဩဘာကဘာမဟုတ်တဲ့ဖဖေရဲ့အပြစ်ကိုပုံကြီးချက်ပြီးတော့ဖဖေဘဝကိုဖျက်ဆီးပစ်တာဖဖေဆုံးတော့သူအကုန်သိမ့်ဖြစ်တယ်အကိုပြောကြည့်ဂျိန်းပိုက်ဆိုင်မှုကိုဂျိန်းပြက်လွန်ကျင်တာမှလားပြောစမ်းကိုဂျိန်းမလားမျက်ရည်တွေသူ့ကြောပေါ်ကျွဲဆိုနေတာသူသိတယ်သူမလက်ကိုဖြေချလိုက်ရဲ့မျက်နှာချင်းဆိုင်လိုက်တယ်သူမပြောခဲ့တဲ့အကြောင်းအရာတွေကိုသူမှတ်မိသေးတယ်လက်ဆတတော့ဦးတက်လူသေးရတဲ့အကြောင်းရင်းကဒီလိုလားဂျိန်းမလုံဝင်းမအောင်အကိုရင်းရတက်နဲ့လောင်ကြီးထပ်ပြီးတော့ကျင်ရဲပါတယ်သူမ၏မျက်ရည်တွေကိုသူတုပ်ပေးပြီးတက်ပြင်းချမိတယ်ဟမ်တော်ပြီမငုံနဲ့တော့ရင်အကိုမင်းခံစားချက်ကိုနားလည်ပေးနိုင်ပါတယ်သူမကသူ့အားဖတ်ထားလိုက်ရဲ့အကိုသိလားတကယ်တော့လေဂျင်နာနာနဲ့ဒီစကားတွေကိုရိပ်ပြောနေရတာပါကိုချစ်သူကိုသူတစ်ပါးလက်ထဲထည့်ရလောက်တဲ့အထိဂျင်နာနာလောက်ဘယ်ရောက်မှမရှိဘူးဒါပေမဲ့အကိုရိမ့်ယုံနေအကိုချစ်တွေအကိုနှလုံးသားတွေကဂျိန်းစီမှာပဲရှိရလေအကိုသူ့ကိုလက်ထပ်လိုက်တာအခွန်တတ်ပဲဒီရချက်တစ်ခုအတွက်ရင်းနှီးလိုက်တာဒါကြောင့်ဂျိန်းဘဝရဲ့အရှင်သခင်ဖြစ်တဲ့အကိုညီတောင်းရတာပါပဲဂျိန်းရဲ့ရပိုင်ခွင့်နေအကိုပြန်ယူပေးပါပြီးရင်သူ့ကိုကြွားပြီးဂျိန်းတို့ဘဝတိထူထောင်ကြမယ်လေသူခဏတာတွေ့ဝေသွားတယ်သူ့ကိုအာဂေါ်တကြီးကြည့်နေလေတော့ဂျိန်းကိုတလဲဦးကြောင်ကြောင်မျက်နှာထားနဲ့ပြူစင်သူရေးကိုတလဲသူမြင်အောင်နေမိတယ်မျက်လုံးကိုစုံမေးလျက်စိတ်ငြိမ်ဖို့သူစူးစမ်းလိုက်တယ်ပြီးရဲ့နောက်โอเคမင်းပြောတာအမှန်ဆိုငါရေးကိုလက်ထပ်မယ်ဒါပေမဲ့နှလုံးသားတစ်ခုကိုအရင်တီးပြီးလောင်းကြီးထက်တဲ့ဒီပွဲမှာငါမရှုံးပါစေနဲ့လို့မင်းအနေနဲ့ဆူတောင်းပြီးတော့ငါသွားပြီလေသူမကိုကြောကိုင်းထွက်သွားလေတော့တခင်မင်းဘုတ်ကိုစိုက်ကြည့်ပြီးပါးပြင်ပေါ်ကမျက်ရည်စားတွေကိုဖိတုံလိုက်တယ်တစ်ချက်ရီလိုက်ပြီးဟမ်ငါမျက်ရည်ကတကယ်အသုံးဝင်သွားပဲအကိုသဘောတူမယ်ဆိုတာဒီရကောင်းကောင်းသိပြီးသားပါစိတ်ချအကိုနှလုံးသားရွှေရည်ရှင်စီမှာမကြဆုံးစေရဘူးအဲ့လိုမဖြစ်အောင်ရင်ချိုးသားမှာဘာကြောင့်လဲဆို
ရင်းအဆုံးရှုံးမခံနိုင်တဲ့အရာတွေထဲမှာအကိုကလည်းပါဝင်နေခဲ့လို့ပဲအကြံစီတွေပြည့်နှက်နေတဲ့သူမအတွေးတွေကမကောင်းဆိုးရတဖယ်သူမလို့မုန်းတီးခဲ့လေတော့ရွှေအိမ်တော်ရဲ့သခင်မလေးရွှေရေးရှိဆိုတာတနေ့မှာသူမရှိ၌ဒုထောက်ခါစားစီရမည်တဲ့လေလောင်းကုတ်နဲ့ရောင်အင်ကြီးရှည်ကြီးကိုဝစ်ဆင်ထားတဲ့လူတယောက်သူ့ရဲ့ခြေလမ်းတွေကိုပုံမှန်ထက်ပိုမြင်အောင်ချောက်ခဲ့တယ်ဘေဘီကိုမျက်လုံးကစားပြီးတပ်ပြင်းနေချနေတာကလည်းအခါခါပဲမတီးစိတ်ကစိုးရင်ကြီးနေတောက်လောင်စေလက်မကင်ထားတဲ့အိတ်ကိုလည်းခက်တင်းတင်းဆုပ်ထားလျက်တနေရအရောက်သူ့ကိုပိတ်ပင်တားဆီးလိုက်တော့လူတော်အိုကြောင့်သူ့ခြေလမ်းတွေတုတ်ဆိုင်သွားလိမ့်တယ်ဘလာကောင်ကောင်အရက်မိမိလူတော်အိုကလက်ထဲမှာလည်းဒုတ်တွေကင်ထားတယ်ပုံစံတွေကဂိုင်းစတားတွေလိုမျိုးမို့သူအနှဲငယ်တွန်းဆုံမိတယ်သူ့ကိုဘယ်လိုခြေရခံမိပါလေသူ့ကိုဝါမျိုးမတက်ကြည့်နေလိုက်ကြတာသူကိုယ်တိုင်လည်းကြောက်တူးတုန်နေတယ်သူခြေတိတ်တဲ့နေရာကိုလာပြီးပုံးရှောင်မိတာမားချီပြီလို့စိတ်ထဲမှာလည်းနောင်နာရနေမိတယ်သူ့လက်ဖြားတွေအေးဆက်နေတယ်ထိုလူတွေကသူ့ကိုဆူဆူရဲရဲကြည့်လျက်သူတို့လက်ထဲကထုတ်တွေကိုလီထဲကိုမြောက်တက်ကသူ့ကိုရိုက်ဖို့ဟန်ပြင်လိုက်တယ်သူလည်းပြေးလည်းမလွတ်နိုင်တော့ပြီမို့မြေပြင်ပေါ်ဒုထောက်ထိုင်ချလိုက်ပြီးမျက်စိစုံမိတ်လိုက်တယ်သို့တော့ဟာရုတ်တရက်ဆိုသလိုထိုလူ၃ယောက်ဟန်ချက်ပြတ်သွားခဲ့တယ်နောက်ကျောကိုလှည့်ကြည့်လိုက်တော့အရက်ရှိရှိပေါ်ဒီတောက်ပြီးကြည်ကောင်းသောလူနှစ်ဦးကိုတွေ့လိုက်ရတယ်လူငယ်နှစ်ဦးကသူတို့၃ဦးကိုမကြောက်မရွံ့ပဲရင်ဆိုင်ရန်အသည့်ဖြစ်နေခဲ့တယ်လူတုတ်ထိုင်လျက်သာသူသည်လည်းပြောင်းလဲသွားသောအနေအထားကြောင့်အံ့ဩမှင်သက်နေမိတယ်ထိုလူငယ်နှစ်ဦးတဲကတယောက်ကိုသူကောင်းကောင်းသိနေတယ်သူကသခင်လေးအာဂိုတကြီးသူခေါ်မိလိုက်တယ်သခင်လေးနေကဘာကသူ့ကိုကြည့်ကအန်ကယ်ဦးတန့်မကြောက်နဲ့ကျွန်တော်တို့လာပြီအဲ့ဒီနောက်သူလည်းကပြားကရာထကသခင်လေးတို့နောက်ကိုဝင်လိုက်တယ်ဘေးကကောင်နေလဲကွာငါတို့အစီအစဉ်ကိုသူတို့တွေမပါဘူးမဟုတ်လားလာရှုပ်ကတော့ရှင်းကွာတုံးကသူတို့ကိုတိုက်ခိုက်လာတော့လူငယ်တွေဦးကိုပြန်လဲတောက်ပြန်မှုပြင်လာခဲ့တယ်ပြင်းထန်သောလက်သီးထိုးချက်တွေကိုတိကျပိုင်နိုင်စွာသူတို့နှစ်ဦးကကြောင်တိန်နေတယ်လို့တည်တဲ့လှပတဲ့ကန်ချက်တွေထိုးကွက်တွေနဲ့ပြန်ရင်ဆိုင်လိုက်တဲ့အခါထုတ်လူတန်ကြီးတွေမှာမိနစ်ပိုင်းအတွင်းလဲပြူကုန်တော့တယ်မြေပြင်ပေါ်မှာလူလိမ့်နေရင်ကပြန်လဲထပြီးအခြေမဟန်တော့ပြီမို့ချိန်ကုန်တင်ပြီးပြေးကြလေတယ်မင်းထင်ရှားကထက်လိုက်ရန်ပြင်လိုက်စဉ်မလိုက်တဲ့တော့ထင်ရှားဒီတောင်းနဲ့လှုပ်ပေးလိုက်တာပိုကောင်းမယ်ငါတို့လည်းဒီနေရာမြင်မြင်ထပ်သွားကြရအောင်သူတို့အုပ်စုလိုက်ထက်ရောက်လာရင်ငါတို့ခုခံနေမှာမဟုတ်ဘူးထင်ရှားကသူ့စကားကိုခေါင်းငိမ့်ပြတယ်သူလည်းဦးတန်းစင်ပန်းလှည့်ကအန်ကယ်ဘာမှမဖြစ်ဘူးမဟုတ်လားအခင်လေးတို့အရောက်မြန်လို့တာပေါ့မဟုတ်ရင်အယိုးတခြားအသားတခြားဖြစ်နေတော့ပြီဘာမှမဖြစ်ရင်ပဲတော်ပါပြီဗျာသူတို့ကိုကြည့်ရတာကျေးဇူးလူတဘာအနေနဲ့တူတယ်ကဘာဒီယောက်ကအန်ကယ်အသက်ကိုလောက်ကျညင်နေတာသိကြတယ်ထင်ရှားကလည်းထီမင်ချက်ကိုပြောလေတော့မောင်ရင်ပြောတာမှန်ပါတယ်တကယ်ဆိုအခုလိုခဏခဏချင်းချောက်ခံနေရလို့အန်ကယ်ကိုယ်တိုင်ခြေရဖြောက်ပြီးပုံနေခဲ့ရတာသခင်ကြီးဥဩဘကွယ်လွန်ပြီးကလေးကပဲဒါတော့ဘယ်ကနေဘလို့တိသွားကြလဲမသိပါဘူးကွယ်အခုလေသခင်လေးစီကအဆက်အသွယ်ရလို့ထွက်လာမိတာကံပေတီလို့ပေါ့ဘာမှမဖြစ်တာသူတို့ကိုကြည့်ရတာအန်ကဲကိုတက်တေကိုလက်စဖြောက်ချင်နေတာထင်တယ်ခြေခိုင်းသူကအခြားသူမဖြစ်နိုင်ဘူးရှင်ရွယ်အိမ်မဲနေမှာအဲ့ဒါဒီအတာထားအခုအန်ကဲကိုလုံခြုံတဲ့နေရာစီကိုကျွန်တော်တို့ခေါ်သွားပေးမယ်နောက်ပြီးတော့အမှန်တရားအတွက်အန်ကဲအကူကြီးလိုအပ်နေတယ်အခြေအနေတွေငြိမ်တဲ့ခါကျမှအန်ကဲစိတ်ကြိုက်နေပေါ့ဗျာဟုတ်ကဲ့ပါတခင်လေးစကားကိုနားထောင်ပါမယ်သူတို့တောင်းလေဒီနေရာမှာကတ်တုတ်ထွက်လာခဲ့တယ်ကားပေါ်အမြန်တက်ကြပြီးလုံခြုံစိတ်ချရတဲ့နေရာတစ်ခုစီတော့ဥတီလိုက်တယ်နိုဘယ်ဟိုတယ်ဆိုတာနိုင်ငံခြားမှာပညာသင်ရင်ခင်ငဲကြတဲ့တငယ်ချင်းတဦးပိုင်နေနေရလုံခြုံရေးစနစ်လည်းကောင်းတယ်လို့တော်ရုံလူတဲခွင့်မရတဲ့နေရာပေါင်းသင်းဆက်ဆံရေးကောင်းတော့သူ့အတွက်အခုအခြေအနေမှာအသုံးဝင်ခဲ့သေးတယ်ဦးတန်းကိုဒီမှာဝတ်ထားရမယ်ဒါမှသူ့အတွက်လုံခြုံပေးလိမ့်မယ်သခင်ကြီးကသူမဆုံးခင်တရက်အလိုမှာ
သခင်လေးနဲ့တွေ့တဲ့အခါသခင်လေးလက်ထဲတေချာအပ်ဖို့မှာခဲ့တဲ့အချက်လက်တွေအားလုံးဒီလက်တော့ထဲမှာပါတယ်။ရောက်ကြံသူကရှင်နဲ့ရိတ်နဲ့ဆက်နေနေမှာအတိအချပဲ။တက်တွေရပြီဆိုတာသူသိရင်တေချာပေါက်တက်တွေကိုလက်စားဖြောက်မှာပဲ။ဒါပေမဲ့ဒီနည်းရွေးပြီးရက်ဆက်ကြလိမ့်မယ်မထင်ခဲ့ဘူး။နောက်ပြီးသူမထင်ထားတာကသခင်ကြီးတက်တွေကိုဖိုက်ပွားခဲ့တယ်ဆိုတာပဲ။ဖိုင်ရစစ်ကအမှန်တော့ကျွန်တော်ပေးခဲ့တာပါ။အထဲမှာမန်နေဂျာရှင်နယ်ရေးကုမ္ပဏီအပေါ်အလွဲသုံးစားလုပ်တဲ့တက်တွေရဲ့ project ခိုးတဲ့တက်တွေအားလုံးပါတယ်။သခင်လေးကသခင်ကြီးမဖော်ထုတ်ခဲ့ရတဲ့နစ်နာမှုတွေကိုဖော်ထုတ်ပေးဖို့မျှော်လင့်မိပါတယ်။ပြီးတော့သခင်ကြီးချွေးတွေသွေးတွေနဲ့ရင်းနှီးတည်ထောင်ထားတဲ့ကုမ္ပဏီကိုလည်းကယ်တင်ပေးပါ။အခုဆိုကုမ္ပဏီအခြေအနေကအတော်ရိုးနေပြီ။မန်နေဂျာရှင်နယ်ရေးကလည်းသူကြည့်မြင်ရတဲ့သူတွေကိုအလုပ်ထုတ်တာတွေလည်းရှိတယ်။တကယ်အရေးချင်းရှိတဲ့သူတွေကလည်းသူ့လုပ်ရက်တွေကိုမကျေနပ်လို့နှုတ်ထွက်သွားကြတယ်။နောက်ပြီးရှယ်ယာချင်းချို့ကလည်းသူတို့ရှယ်ယာတွေကိုပြန်ထုတ်သွားကြတာလည်းရှိတယ်။သခင်လေးကအရေးချင်းပြည့်တဲ့သူတအိုးပါ။ကုမ္ပဏီကိုကယ်တင်နိုင်မယ်ဆိုတာယုံကြည်ပြီးသားပါ။ဦးတန်းစင်ကဝမ်းနေတဲ့တွေရောထေးလျက်ထိုစကားကိုဆိုတယ်။သူလည်းဒီလက်တော့ကိုလက်ခံလိုက်ပြီးဦးတန်းစကားတွေကိုပြန်လဲသုံးသပ်နေမိတယ်။အဲ့လောက်တော့အခြေအနေစိုးကုန်ပြီတဲ့လားစိတ်ချပါအန်ကယ်တန်ကျွန်တော်အန်ကယ်ကြီးမပြီးမြောက်လိုက်တဲ့အမှန်တရားကိုတေချာမဖော်ထုတ်မှာပါနောက်ပြီးအန်ကယ်ကြီးတည်ထောင်ထားတဲ့ကုမ္ပဏီကိုမပြောက်ကြရအောင်ကျွန်တော်အတက်နိုင်ဆုံးကြိုးစားမယ်ဒီထဲကအချက်လက်တွေကိုစစ်စစ်ပြီးရင်ထင်တိုင်းကျဲနေတဲ့မက်ရှင်ရဲ့နေကိုလက်စိန်ကောင်းကောင်းပေးကြတာပေါ့ဦးတန်းကဒီမှာနေပြီးတော့တည်င်းကောင်းကိုစောင့်နေပေးပါနောက်ပြီးကုမ္ပဏီဘုတ်ဖွဲ့တွေနဲ့တွေ့တဲ့အခါကျွန်တော်နောက်ကထောက်ခံပေးပါဒါကိုတောင်းဆိုစရာမလိုပါဘူးသခင်လေးရဲ့ကုမ္ပဏီအတွက်သခင်ကြီးအတွက်ကျွန်တော်အသက်ပါပေးရပါတယ်ဦးတန်းစကားဆိုသူကျင်းနဲ့စွာပြောင်းမိလေတယ်အဲ့ဒီနောက်အချိန်မဆွဲတော့ပြီမို့သူလမ်းမဲ့ပထမခြေလမ်းကိုစဖို့ပြင်ဆင်လိုက်တယ်ထို့အရာကCEO ရုံးခန်းတွေကသူမထိုင်ကုန်မှာကြကြနာနာထိုင်နေလိုက်တယ်အမိုက်တွေမရှိတော့တဲ့နောက်သူမဘဝကိုစိတ်လက်ပေါ့ပါစွာရှင်းတန်နိုင်ခဲ့တယ်စီးပွားရေးကိုစိတ်ဝင်စားလေတဲ့သခင်မကြီးဒေါ်ရွှေမိုးနဲ့သခင်မလေးရွှေရှင်ကိုလည်းကုမ္ပဏီအတွက်ဘာစိတ်မပူပါနဲ့ဂျင်းကအန်ကက်လက်ထဲတွေကကုမ္ပဏီမှာပတ်သက်တာတွေတာဝန်ယူခဲ့ရတာမို့လို့ဂျင်းကုမ္ပဏီကြီးကိုဆက်လက်ပဲနိုင်အောင်စူးစမ်းပေးမှာပါအတီဒီလိုဆိုတဲ့မလုံးလေးပေးခဲ့ရသေးတယ်ဒါကိုအဖွားကြီးကကြုံကြည်စိတ်အပြည့်နဲ့အန်ဒီသမီးရင်းကိုယုံပြီးသားပါကွယ်အန်ဒီလဲလေဘဝကိုအေးအေးချမ်းချမ်းပဲဖြတ်တန်းကျင်တော့တာမို့လို့အဲ့ကိစ္စတွေစိတ်ဝင်စားတော့ဘူးပြီးတော့သမီးရေးကိုလည်းသူ့အဖေနဲ့ပတ်သက်ပြီးအသားမကျသေးလို့ခဏတာသူ့စိတ်တိုင်းကြလွတ်ထားပေးတာသူသာစိတ်တည်ငြိမ်သွားရင်ကုမ္ပဏီကိုဥဆောင်ပါလိမ့်မယ်အခုလောလောဆယ်တော့သမီးရင်းကိုအားကိုးရတော့မှာပါပဲရင်းရဲ့စွမ်းကုန်ကြိုးစားပါမယ်အန်တီထိုစကားကိုရင်ကြတော့ပြောလိုက်တာမှလေဂျာအီစီကိုဘဝဆိုပေမဲ့လောက်ပိုင်ခွင့်ရတဲ့ခဏတာမှာရင်းရတဲ့နာတွေရယူရမယ်ရှင်နေရင်ဆိုတဲ့သူကဘလောက်အာနာရှိတယ်လဲဆိုတာအားလုံးသိနာလဲစီရမယ်တမန်လွန်ကဥဝပါရေရှင်တော့ကျမဘဝကိုကြည့်ပြီးရင်ကျိုးပြီတော့ဒီလိုဆိုစိတ်ထဲကနေပြောနေမိတယ်တကားခောက်တန်ကြား၍ရင်းဤအတွေးစားတို့ပြတ်တောက်သွားခဲ့တယ်ခါကိုမမတ်ထားလျက်ဝင်ခဲ့ပါသူစကားအဆုံးတာဝန်ခံကအခန်းထဲသို့ဝင်လာလေတယ်နောက်ပြီးသူမအားအဖြေအောင်စာအိတ်တစ်ခုကိုကမ်းပေးလေတယ်ငါလွတ်လွတ်လပ်လပ်နေခြင်းနဲ့မနှောက်ယှက်ပါနဲ့လို့ပြောထားတဲ့ဟာကိုတားပါလေလေးတန်မမနဲ့သူပြောလိုက်တော့တာဝန်ခံကအရေးကြီးကိစ္စမို့လို့ CEO ကိုလာသိပေးရတာပါဟုတ်နင်တို့ပြောလိုက်တိုင်းအရေးကြီးတယ်ဆိုတာကြီးပဲကဲပြောသမ်းပါဦးအဲ့ဒါကကဲနင်ပြောမှလားငါနီးစက်ရဆက်နဲ့ကောက်ပေါက်ရမလား
စိတ်မချစွာသူမပြောလိုက်တော့တာဝန်ခံက14ပူလျက်ပြောပါမယ်အဲ့ဒါကမြန်မာနိုင်ငံကုမ္ပဏီများအသင်းပုတ်အဖွဲ့က CEO ကိုဆင့်ခေါ်တဲ့စာပါဟာထိုစကားကြောင့်စက္ကနဲ့သူမထရက်လိုက်မိတယ်ဘာကိစ္စကြောင့်သူမစီဒီစာရောက်ရတာလဲဘာအကြောင်းရင်းကိုသိလိုတာကြောင့်သူမစာအိတ်ကိုဖောက်ဖွင့်လိုက်မိတယ်စာရဲ့ပေါ်ကအကြောင်းအရာကိုဖတ်ကြည့်ပြီးသူမဒေါသမီးတွေတဟောင်းဟောင်းတောင်းနေမိတယ်ဘာလဲဒင်းကိုလောက်ကျင်တာမအောင်မြင်ပြန်ဘူးလားတပွဲကုံမောကဖုန်းကိုယူပြီးကနက်တချို့ကိုခေါ်လိုက်တယ်မိတ်ဆွေခေါ်တော့ဖုန်းမှာစက်ပိတ်ထားပါတယ်ဒီလိုဆိုတဲ့အဖြေကြောင့်ဒေါသတွေနဲ့သူမဖုန်းကိုပြစ်ပေါက်မိလိုက်တယ်တောက်ကောင်နေငါပတ်စံကိုယူပြီးတော့ရှောင်ရဲတယ်ပေါ့ခံမင်းဒေါသတွေနဲ့သူမဆင့်ခေါ်စာကိုတတိချာချာကြည့်မိပြန်တယ်ဒါငါ့ကိုတက်စိန်ခေါ်တာပဲဥတန့်ရှင်ဒီလိုလောက်တိုင်းကျမကြာရှုံးရမယ်လေလားစဉ်းစားလေစိတ်ထဲကနေပြောပြီးစာရက်ကိုဖျက်ဆုပ်လိုက်မိတယ်မိကဘလောက်ထိအတုံးဝင်နေဆိုတာသိစေရမယ်ရှင်နေရင်ဆိုတဲ့သူကလွယ်လွယ်နဲ့အလျှော့ပေးမှာမဟုတ်ဘူးဆိုတာသိစေရမယ်ဒီနေ့တော့ဇလန်းလေးရပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာဒီဇလန်းလေးထဲမှာကျွန်တော်ရဲ့အပြောအဆိုစကားသွားလာစကားပြည့်တောက်များမှာအမှားများပါရှိခဲ့ရင်ခွင့်လွှတ်နားလည်ပေးကြပါမနက်ဖြန်မနက်8:00 နာရီတိတိမှာလဲဇလန်းလေးရဲ့အပိုင်းဆက်ကိုဆက်လက်ပြောပြတင်ဆက်ပေးအောင်မှာဖြစ်လို့စောင့်မျှော်နှားဆင်အားပေးကြဖို့ကိုလည်းတောင်းဆိုအပ်ပါတယ်ခင်ဗျာ